ချမ်းသာစစ်ဥစ္စာဒနာကာမဂုဏ်ပေါ်များခြင်းဟာချမ်းသာအတုစိတ်ကြီးကြီးကအတုနှစ်ပါးကိုတို့နည်းနည်းနဲ့အရင်မဝေဖန်နဲ့အကျဉ်းချင်းလောကီမျိုးနဲ့ဝေဖန်ကြည့်အောင်အဲ့ဒါဘယ်ကချမ်းသာတော့ကိုပေါ်လာဘုမနာချမ်းသာကြောရတဲ့တတိတယောက်အမျိုးသမီးတယောက်ရဲ့စီးစိမ်ချမ်းသာခံစားမှုဟိုအစွမ်းနှစ်ပါးလွတ်တဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာမှုကိုရှင်းကြည့်လိုက်မဲ့ဖို့နိဗ္ဗာန်မပါဘဲနဲ့လောကီစွမ်းနှစ်ပါးကိုပြန်ကြည့်အောင်အတ္တကိလမကလူယောကအစွမ်းကာမတုက္ကံကလူယောကအစွမ်းကာမတုက္ကံကလူယောကအတ္တကိလမထားဆိုဒီမဲ့လို့ကိုယ်ပင်မစိတ်ပင်မတအားခံပြီးတော့လောကကြီးကိုမယုံကြဘူးပြောလားအတ္တသေးကွာဆိုပြီးလောကကြီးကိုယုံကြမှာဟာတခုမှမရှိဘူးပုံမှန်ပဲအလုံးလုံးပြီးတော့နေတာကာယလည်းပုံမှန်ပဲမလုပ်ဘူးဟိုအတ္တကိလမထားဆိုတာလုံကျဲဆိုတာကာမတုခံလူကဒီယောကအဖြစ်အာမထုတ်ပဲလည်းမနေဘူးတဲ့လူတယောက်ကပြင်းလည်းမပြင်းဘူးဆိုကြတော့ကြိုးစားတာကလည်းလုံကျဲဆိုတာကြိုးစားခြင်းမရှိဘူးကာယလည်းအဲ့တိုင်းပဲပုံမှန်လေးတော့နဲ့အဲ့တူကသူ့နဲ့ကိုယ်ပိုင်အိမ်ကိုယ်ပိုင်ဝင်းနဲ့တော့နေနိုင်တာပဲအဲ့လိုလူတယောက်ကပုံမှန်လုံးနေတယ်လူတယောက်ငွေကြီးတစ်ခုဆိုလို့ရှိရင်မတုံးတာလည်းမဟုတ်ဘူးအသုံးချုံလည်းမကြည့်ဘူးငဲအဲ့လိုမျိုးပေါ့ဘယ်ရမဆိုအဲ့လိုပုံစံမျိုးနဲ့တွားမယ်ဒါကအစွန်းလည်းမလုပ်ဘူးသူများကိုကိုယ်ကပြောလို့မုန်းတည်တတ်တဲ့စကားမပြောဘူးစိတ်ကြည်တတ်တဲ့စကားကိုလည်းလုံခဲဆောင်မပြောဘူးပုံမှန်လေးဝင်နေတယ်ကာယဝစီမတော့အစွန်းပူပဲအစွန်းဒီပဲဆိုငပြင်းပဲလည်းရက်မနေဘူးပေါ့ကွာတို့အနေနဲ့မှကြိုးစားတဲ့ထဲလည်းမပါပဲနဲ့တဲ့စိတ်ရောကိုယ်ရောကိုပုံမှန်တိုင်းဖြတ်သွန်းတာတဲ့လူတယောက်နဲ့တဲ့တထေးတယောက်နဲ့ဘယ်သူကဒီဘဝပူချမ်းသာမလို့မှန်းကြည့်လိုက်ဟိုလူကအကျွေးကင်းတဲ့ဘဝတော့ရောက်ကိုပါပဲမှာရောက်မှာပုံမှန်လုံးနေတဲ့လူကရုပ်လည်းအလကားမထားဘူးလွန်ကဲစွာလည်းမခိုင်းဘူးစိတ်လည်းလုံးဝအလကားမထားဘူးငပြင်းလို့မနေဘူးလွန်ကဲစွာလည်းမခိုင်းဘူးအဲ့လိုလောကကြီးကိုအစတရာရာပုံမှန်ဖြတ်တန်းနိုင်တဲ့လူတွေရောက်ရဲ့တထေးတယောက်ရဲ့ဘယ်သူကပူချမ်းသာနိုင်ပုံမှန်လူကချမ်းသာပုံမှန်တော့စိတ်ချမ်းသာတာပေါ့ဟုတ်လေဆိုတော့ဒီလိုဒီမှာဥဘူဆိုတာရှိတယ်နိုင်မင်းထုံးမော်တော်ကြီးနဲ့စီစဉ်ကြီးနဲ့မြို့မှာလည်းသူကဈေးတိုင်ကြီးနဲ့မင်းတို့တော့ငါချမ်းသာတဲ့ချိန်မှာနိုင်မင်းထုံးမော်တော်ကြီးနိုင်မင်းထုံးမော်တော်ကြီးဟိုဟာမင်းကြီးကစုံသွားတယ်ဆိုတော့ကုန်ကြီးအပြည့်နဲ့ဘယ်နာမှောက်ပါမလဲဘယ်နာမြို့မလဲဆိုတော့စိုးရိမ်နေရတာလေဟိုဘုံဝါရောက်မှနေကြရတာဘုံဝါဆံကလည်းအဲ့လိုပဲဒါလို့မင်းတို့ပြောသလိုတော့ငါမှစားစရာတောက်စရာအပြည့်စုံရှိတယ်အရက်လည်းစပယ်ချေတောက်နေတယ်အကြီးကောင်းလည်းတောက်နေတယ်ဒါလို့အဲ့လိုကြီးမင်းတို့တော့စိတ်ချမ်းသာဘူးလေဒါတတိပဲသိန်း100ရှိရင်သိန်း100ထိန်းသိမ်းရတဲ့အလုပ်လေ1000ရှိရင်1000ထိန်းသိမ်းရတဲ့လုပ်တို့ကားတစ်စီးရှိရင်ကားတစ်စီးရဲ့အလုပ်5စီးရှိလိုက်ရင်5စီးရဲ့အလုပ်ကတက်လာမှာဘူးကွာထိန်းသိမ်းရမှုလေထိန်းသိမ်းရမှတော့စိုးရိမ်စရာဆိုတာလိုနေရင်ရောက်ပြီးကြအားကြောင့်မို့ကာမဂုဏ်စည်းစိမ်တဲ့အစွန်းနှစ်ပါးလွတ်ပြီးတော့ပြောဆိုနေတိုင်းတတ်တာပူချမ်းသာတယ်တဲ့ဘုရားကအမလူတွေကချမ်းသာခြင်းအစ်စ်ကိုရှာတဲ့နေရာဆိုလောကီပေါ့ဒါဓမ္မမပါဘူးချမ်းသာခြင်းအစ်စ်တော့မှမစ္စည်းမပရိပဒါလောကီရာပူချမ်းသာတဲ့တတိတကူလောကုတ္တမဟုတ်ရင်တာတို့ဟာဆိုရင်အစွန်းနှစ်ပါးလွတ်ဆိုလို့ရှိရင်လောကုတ္တကြီးတွေပြည့်ပြီးတော့မြင်နေတာလောကီလည်းအစွန်းနှစ်ပါးလွတ်အောင်ပြောဆိုနေတိုင်းတတ်ရင်အဲ့ဒီပုဂ္ဂိုလ်ချမ်းသာတော့တာကဲတို့ကြောင့်တော့အဲ့လိုယဟန်တစ်ပါးရှိရဲဆိုကြလို့သူများလည်းချစ်အောင်လိုက်ပြောမနေဘူးလုံးဝမပြောတာလည်းမဟုတ်ဘူးပုံမှန်လေးအလုပ်လည်းအဲ့ဒီပုဂ္ဂိုလ်ကဖင်ထောင်တင်းကျုံလုံတာမဟုတ်ဘူးမလုပ်တာလည်းမဟုတ်ဘူးပုံမှန်ဝတရားကြည့်တယ်အစတရရပြောဆိုနေထိုင်မှုအကုန်လုံးအဲ့ပုံစံမျိုးကြာနေတဲ့ယဟန်တစ်ပါးရှိရဲ့ဘယ်သူထင်သေးမှာတော့တို့ပါလေးတွေ
သိပါ ကျိုးသားနေတဲ့လူကသူ့ပြည့်မြင်တော့တယ်လားတအားလုံးတဲ့လူကမမြင်ဘူးတော့သူကပုံမှန်သူဝတရားကြည့်အောင်ပါဖြစ်လို့နော်အဲ့လိုဆိုငပြင်းကတော့သူ့ကိုအပြည့်မြင်တော့တယ်လားသူက normal ပဲအဲ့လိုဖုန်းကြီးကလည်းသူ့ကိုအပြည့်ဘယ်သူကမှမြင်လို့မရဘူးသူကအစွန်းလွတ်နေလို့မို့ပြောတာဆိုတာနေရထိုင်နေအဲ့လိုမျိုးလောကီမှာလည်းလေလက်ပါစပြီးတော့နေတတ်မယ်ဆိုလို့ရှိရင်အဲ့ဒါကာမစည်းစိမ်တဲ့မြင့်တယ်တဲ့ဥစ္စာဒနာတဲ့မြတ်တယ်တဲ့အဲ့အတတ်ပညာနေထိုင်မှုတတ်ပညာပဲအဲ့ဒုတိယတစ်ခုကဥစ္စာဒနာရှိခြင်းမရှိခြင်းနဲ့ဆင်းရဲချမ်းသာခြင်းနဲ့မဆိုင်ဘူးတဲ့အစွဲကင်းခြင်းနဲ့ပဲဆိုင်တယ်တဲ့နောက်တစ်ခုကပထမတစ်ခုနဲ့နောက်တစ်ခုနဲ့အနေနဲ့ကွဲတော့အဲ့လိုဆိုရင်ဥစ္စာဒနာတို့အနာတပိတထေးကြီးချမ်းသာနေတယ်တော်တော်စိုးရိမ်နေလားသူဥစ္စာကိုစိုးရိမ်နေဝိဒါကတာအချမ်းသာတယ်သူဥစ္စာကိုသူစိုးရိမ်ကြောင်းကြနေလားဆိုတော့နေဘူးဒါဥစ္စာကပေါ်တာဥစ္စာပေါ်မှာစွဲတဲ့အစွဲမရှိဘူးဆိုရင်တဲ့ချမ်းသာခြင်းအစ်စ်တဲ့နောက်တစ်ခုကဆင်းရဲချမ်းသာကဥစ္စာနဲ့မဆိုင်ဘူးတဲ့အဲ့နှစ်ခုကိုဘယ်လိုညှိယူမှာပထမတစ်ခုကမေဇိမပရိပဒါနဲ့လောကဒနာဥစ္စာနဲ့ရှင်းလိုက်တော့မေဇိမပရိပဒါကဒါတယ်ကိုကောင်းကိုအတုလို့ပြောလိုက်တာတို့ဥစ္စာဒနာကိုကိုဟာကိုအစ်စ်လို့ပြောလိုက်တာနောက်တစ်ခုကတော့ဥစ္စာဒနာရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးတဲ့အစွဲပြင်းညံ့တာရင်ချမ်းသာခြင်းအစ်စ်တဲ့အဲ့လိုဆိုရင်အဲ့ဒီနှစ်ခုပေါင်းတဲ့ဘဝကပေါင်းလိုက်လို့ရှိရင်ဘယ်လိုဘဝမျိုးရမလဲကြောက်ပူကောင်းတယ်ချမ်းသာပြီးစီအစွဲကင်းတဲ့ဟာကိုကောင်းတယ်ချမ်းသာမယ်ဆွဲလည်းကင်းမယ်ချမ်းသာပြီးတော့အစွဲကင်းတာရဲ့ချမ်းသာပြီးတော့မေဇိမပရိပဒါဖြစ်တာဘယ်ဟာကောင်းလဲဆွဲကင်းတာပူကောင်းတယ်မေဇိမပရိပဒါဒီဘက်ကအစွဲကင်းတယ်ဒီဘက်ကချမ်းသာတယ်ဒီဘက်ကအစွဲကင်းတယ်ဘယ်ဟာပူကောင်းလဲချမ်းသာပဲယူမှာချမ်းသာဆွဲကင်းချမ်းသာပြီးတော့ဆွဲကင်းတာပူပြီးတော့ချမ်းသာပါဟုတ်တယ်အဲ့ဒီတော့ချမ်းသာတာပြန်ယူပါလားဟုတ်တယ်ဘာလို့အစွဲကကင်းနေမှာတော့ဘာမှမဆောင်ယူတော့ဘူးလေကြည့်တော့ဥစ္စာလဲလက်မဟုတ်တော့ဘူးလေအန္တရာယ်မရှိမှတော့အပြည့်ဝပါလို့တော့မှယူတော့မှတို့ကဟိုကအစွဲမကင်းသေးလို့ကဥစ္စာကပူသေးရပါဖြစ်လားရှိနာအစွဲသာကင်းလိုက်ရင်ဥစ္စာကပူရမဟုတ်လေသုံးတိုက်ရင်ဆေးတောင်ဖြစ်သေးတာဟုတ်ကွာမသုံးတိုက်ရင်ဒါဘေးဖြစ်တာလောကီဥစ္စာအဲ့တော့သူပြောချင်တာကဥစ္စာဒနာတဲ့မေဇိမပရိပဒါနေတတ်တာချမ်းသာတယ်မေဇိမပရိပဒါနေတတ်တာတဲ့အစွဲကင်းတာကချမ်းသာတယ်အဲ့ဒီချက်ချမ်းသာတာကတဲ့လောကသင်္ခါရတရားလေးကိုမမြဲဘူးလို့သိပြီးတော့တဲ့လွတ်လပ်တဲ့ဝိမု ക്ത တတ်ရတဲ့လူကအချမ်းသာဆုံးပဲတဲ့အစွဲကင်းတာတဲ့ချမ်းသာတဲ့အရာကဝိမု ക്ത တဲ့သင်္ခါရတရားတွေရဲ့မမြဲခြင်းကိုသိပြီးတော့တဲ့ဝိမု ക്ത ရတဲ့ပုဂ္ဂိုလ်ကအချမ်းသာဆုံးပဲတဲ့ဘုရားဟောအဲ့တော့အစွဲကင်းတာနဲ့ဝိမု ക്ത နဲ့ဘာကွာလဲထင်လို့ကွာတာဗောကွာရင်ရှင်းပြတော့ငါဟုတ်ကဲ့အစွဲတာကင်းတာသူဝိမု ക്ത မရဘူးလေဝိမု ക്ത အတိမှဝိမု ക്ത ဓာတ်ကရမှာဘူးပေါ်ကအစွဲရတော့ကင်းနေတော့ကင်းနေတာပဲဘာတစ်ခုမှသူကမစွဲဘူးဒါမှမဟုတ်သူဝိမု ക്ത ဓာတ်ရတယ်သူမသိဘူးလေအသိနဲ့ဖြတ်တန်းပြီးယူရမှာဟုတ်ဘုန်းကြီးပညာပါတယ်ဟောဉာဏ်ပညာမဖြစ်ထုံးသေးဘူးဘုန်းကြီးသူလောကပဲရှိသေးတယ်လေဟိုကလောဘဓာတ်ကိုကူရမှာဟုတ်ဝိမု ക്ത ဆိုတာတို့အလွယ်ပြောရင်လူတစ်ပါးရဲ့ဓဝါရ6ပါးမိမိရဲ့ဓဝါရ6ပါးကိုဖြတ်သွားတဲ့လေလူသဘောထားနိုင်တယ်ဝင်တဲ့ထွက်တဲ့လူသဘောထားနိုင်တယ်ဝိမု ക്ത ဆိုတာတပါးလူရဲ့ဓဝါရ6ပါးအပြုမှုတွေ
မိမိရဲ့ဓွာရ6ပါးပြုမှုတွေအလွယ်ပြကျင်းကျရင်ကိုယ့်ရဲ့ကံတုံးမှာသူတို့ဘာရဲ့ကံတုံးမှာဟာမိမိကိုလေဖြတ်တယ်လို့ပဲအလွယ်တကူဖြတ်သွားတယ်အာကာသထဲမှာလေဖြတ်သွားတဲ့ကဘယ်ကိုတိုက်မိလို့လေရတိုက်မှတိုက်အခုလဲတဘာလူရဲ့ကံတုံးမှာကလှုပ်ချင်တယ်လို့လှုပ်ပြောချင်တယ်လို့ပြောကြံ့ရင်လို့ကြံ့အာကာသထဲလေဖြတ်သွားတယ်လို့ကိုယ်စိတ်ကိုအနှဲငယ်မှထိခိုက်မှုမရှိတာဝိမု ക്ത လို့ခေါ်တာအဲ့ဒီဓာတ်ဘယ်လောက်ရကောင်းနေတော့ရတယ်မကောင်းတော့ရဟိုပြောတော့နည်းနည်းလေး ဟုတ်ပါဘူးဟိုသူများအပြစ်မတင်ခင်အပြစ်မမြင်ခင်ရသူတစ်ပါးကမိမိကိုကြိုက်တဲ့လောက်အထင်လွယ်အပြစ်မြင်ရင်သူတစ်ပါးကံသုံးပါးနဲ့ပတ်သက်တဲ့အရာမိမိကိုယ်ကိုမိမိအာဃာတလို့သဘောထားလိုက်တပါးသူရဲ့ကံသုံးပါးကိုဘာလို့သဘောထားလိုက်လေလို့သဘောထားလိုက်အဲ့လိုသဘောထားပြီးတော့နေတတ်တာကိုဝိမု ക്ത လို့ခေါ်တာတပါးသူ10တိုင်းစိတ်မရှိဘူးတပါးသူကိုယ့်ကိုမကောင်းမြင်နိုင်စိတ်မရှိဘူးခုကတပါးသူကကိုယ့်ကိုမကောင်းမြင်ကမသေးကြသေးဘူးကိုကကျိုးကစိတ်ရှုပ်ဘူးကိုသိရှုပ်တာသူကမြင်မသေးကြသေးဘူးမသေးကြတာတောင်စိတ်ကကျူပြီးတော့ဗာလဲရှုပ်နေကိုကမြင်ရင်တောင်ဘာမှဖြစ်ဘူးဝိမု ക്ത ဓာတ်မိမိရဲ့ကံသုံးပါးကလည်းမိမိကိုပြန်မနှောက်ယှက်ဘူးတပါးသူရဲ့ကံသုံးပါးကလည်းမိမိကိုပြန်မနှောက်ယှက်တော့ဘူးတပါးသူရဲ့ဓွာရ6ပါးကမိမိကိုမနှောက်ယှက်တော့ဘူးကိုယ့်ရဲ့ဓွာရ6ပါးလည်းကိုယ်ပြန်မနှောက်ယှက်တော့ဘူးဆိုလို့ရှိရင်အဲ့ဒါချမ်းသာခြင်းဘလောက်အားလောက်ရသွားလို့ချမ်းသာခြင်းညာကြီးရပါအများကြီးချမ်းသာနေတော့ပါဗျာသူကတော့တရားအပြည့်တရားဖြည့်လို့သူကတော့အပြည့်ချမ်းသာတာအဲ့တော့ဝိမု ക്ത ဆိုတာကဖရာတရားမှာအချမ်းသာဆုံးပဲတဲ့နိရောဓတဲ့ချမ်းသာတယ်တဲ့နိဗ္ဗာန်တဲ့ချမ်းသာတယ်မက်ဖို့တဲ့ချမ်းသာတာဝိမု ക്ത မဉ္ဇဉ်ပုံညာဖလားတမပတ်တဲ့ချမ်းသာတာဝိမု ക്ത ညာဖလားတမပတ်ဝင်စားတဲ့လူတွေချမ်းသာအဲ့တော့ဒုလျာဟာဖလားတမပတ်မှာလမ်းဆုံးမဟုတ်ဘူးလို့သိတာဝိမု ക്ത မှာလမ်းဆုံးဒုလျာရဲ့ပန်းတိုင်ကဝိမု ക്ത ဖလားတမပတ်မဟုတ်ဖလားတမဘက်ကခိုတော့ငိမ့်တာထွက်လာပုံတော့စင်ပြေတာတို့ပြောမယ်ဆိုပုံနေတော့လေးပါဖြစ်တာစင်ပြေတာအပြင်ထွက်လာလို့ရှိရင်တောင်မှန်မြောက်မှန်ရဲ့ဝိမု ക്ത ကကြိုက်ရသွားသူကဟောဘာလို့ပြောလို့ဆိုကြီးကာအင်းကြီးဝတ်ထားတယ်လို့ဘာမှဖြစ်ဘူးတပါးသူရဲ့အပြောဆိုအသိမြင်နေတာကံသုံးပါးနဲ့ကကိုယ်စိတ်မရှုပ်ဘူးဆိုဒါတော်လွတ်လပ်သွားပြီကိုယ်ကံသုံးပါးနဲ့ကိုပြန်စိတ်မရှုပ်ဘူးဆိုမတော်အောင်ကိုလွတ်လပ်သွားပြီကိုယ်ကပြီးသွားပြီသူတို့ကကံသုံးပါးလည်းကိုယ်မနှောက်ရှက်ဘူးကိုယ်ကံသုံးပါးလည်းကိုယ်မနှောက်ရှက်ဘူးကိုမနှောက်ရှက်တော့ဘူးဆိုမှညဘယ်လိုကြည့်လာလဲတချို့ကသူများကမနှောက်ရှက်တာကိုနှောက်ရှက်သေးရဗျဟုတ်တယ်ကိုနှောက်ရှက်တာဟိုတယောက်တည်းသိကျင်တာဘယ်သူကညစ်အောင်လုပ်တုံးဆိုတော့လေဘယ်သူကမှညစ်အောင်မလုပ်ဖဲနဲ့သိညစ်တာတွေလို့စိတ်ရှုပ်တာတွေဘလောက်လောက်များတယ်တခါလေလက်တွေ့မကြုံရဘူးပေါ့ကွာသူတစ်ပါးကလည်းကိုယ်ဆဲဆိုပြပြောထားတာလေဓာတ်ရိုက်မရှိဘူးအဲ့လိုကိုယ့်ပေါ်မှာဓာတ်ရိုက်ကာယနဲ့ပြင်မှားထားတာလေမရှိဘူးအဲ့လိုမရှိဘဲနဲ့စိတ်ရှုပ်တာဒီတို့ဘလောက်လောက်ကြုံရတော့လို့နှောက်ဆက်မှုတွေမခံရဘဲနဲ့စိတ်ရှုပ်သွားတယ်မျိုးသမီးကြီးပို့ဆိုကိုယ်ကံသုံးပါးနဲ့ကိုယ်စိတ်ရှုပ်မျိုးသမီးမဖြစ်ဘူးတော့မသိပါဘူးမျိုးသားတွေမျိုးသမီးကြီးပို့ဆိုတယ်တကယ်မဟုတ်ခင်ကိုကြိုရှုပ်ဟုတ်တယ်မကြုံရဘဲနဲ့ဒီလိုစသတ်တာရှေးရေးတွေးဘူးစိတ်ကူလို့ပြောတာဒေါ်ကြီးချမ်းဆိုပြီးတော့မရောက်သေးခင်ချိန်ကြီးပဲတကယ်ရေဘူးကအားဖြင့်ဟုတ်တယ်မိန်းကလေးတွေကပို့ရှုပ်တယ်အဲ့ဒါယောက်ျားလေးရအဲ့လောက်မရှုပ်ဘူးရေဘူးကအားဖြင့်မိန်းကလေးနှစ်ဆကျော်လောက်ကိုရှုပ်တယ်မှတ်ထားပါရှုပ်တယ်တို့ဒီကြောင့်လာတဲ့ဓမ္မကြီးတွေသူ့သားလေးကဒီအရက်မတော့ဖဲမရမိန်းမမပွေ
ဇာတိတဘာတစ်ခုမှမပြည့်လူရင်ကြီးလေးအခြေမြစ်သူ့ပြီးတဲ့မုံမိုးကိုစာအုပ်ပဲပါဖြစ်နေဝယ်ဖက်စာကလည်းကြိုးစားအိမ်တွေကအိမ်ပြင်လည်းမထွက်ဘူးအပြူကြီးစားထားတာလည်းတကယ်လူလိမ္မာတုံးလေးငါတို့လူဘွားတုံးကဆိုလို့ရှိရင်ဒါတော့လိမ္မာတာပေါင်းပေါင်းမှမဟုတ်တအားလိမ္မာလို့အဲ့ကလေးကိုတအားစိုးရိမ်တာဗျာကြောက်ခမန်းလေးကိုစိုးရိမ်တယ်မလိမ္မာလို့စိုးရိမ်လေတော်သေးတယ်ပိုးစုပက်ဆက်လိမ္မာတဲ့ကလေးကိုမင်းသူ့မျက်နှာကအပူတဲ့ရုပ်ကြီးပေါက်လာဒီကလေးကိုစိုးရိမ်လို့တယ် လေစိမ့်တော်တိုက်မခံဘူး အကုန်ကောင်းနေပြီနော်ကလေးက လိမ်မားတွေကလေးပြည့်စည်သွားမှာလို့ဆိုရင် အေးအကုန်တလောက်ကောင်းနေတာမိမတွေတောင်တလောက်မကောင်းဘူးနော်သူ့ရဲ့အပြောအဆိုအနေထိုင်သိတဲ့ပုံကလုံးဝကြမ်းတမ်းတာလည်းမရှိဘူးတလောက်ကောင်းနေတာမိန်းကလေးတဲ့တောင်မှအဆင်ပြေနေတာအဲ့ရောက်ကလေးရဲ့အနေထိုင်ကအဲ့ဒါကိုဗျာဒီကလေးအတွက်တနေ့ကုန်ငါနဲ့တကားမပြောနဲ့ဒါလေးပူတယ်နောက်တစ်ခါမျက်နှာချင်းမဆိုင်လိုက်နဲ့ဒါလေးပူတယ်မင်းငါနဲ့တွေ့တာ3-4နှစ်ရှိပြီပြောတိုင်းဒီစကားတစ်ခုမှပြောတာသူ့သားပုံကြောင့် ဟုတ်တယ် ။ရအဲ့လိုဆိုသူ့သားလေးကဘလူခါလေးတုံးလို့ကြည့်လိုက်တော့မင်းပတ်ဝန်းကျင်မှာတရားတရားမရှိတာလေလိမ့်မှာ။ပြီးတော့မိဘကျေးဇူးကလည်းမတိတတ်ဘူးလားဆိုတော့လေတိတတ်တယ်ဗျ။မိဘမစိုးရိမ်ဘူးလားဆိုတော့လေစိုးရိမ်တယ်ဗျ။အပြစ်နာအစားကိုသိမရှိသလောက်ပဲဒီလောက။ခုခေတ်လူငယ်လောကပေါ့။သူ့နဲ့တမောက်နဲ့တော့မရှိနဲ့။ခုခေတ်လူငယ်လောကမှာဆိုရင်တော့တကယ်လိမ္မာထုံးမင်းကိုမဝါကွာဆေးလိုက်မတော့ဘလောက်ရှားလိုက်တယ်အလောင်းကစားမလုံးရီးတာမပွေမိဘတိတဲ့စာကြိုးတာ ရက်တော့ အရက်မတော့ ဒါဘာလို့သေးလို့ဆိုရင် အကုန်ပြေဆုံးနေပြီနော်သူစားရတာပြီးတော့ငါးပါးတိလာလိန်နာပြုတ်တာလည်းမရှိဘူးဒီကလေးကရိုင်းဆိုင်ကြမ်းတမ်းတာလည်းမရှိငါးပါးတိလာတယ်မကဘူးဒီကလေးကအပူစုတွေအများကြီးပဲကောင်းတာအဲ့ဒါ3-4နှစ်ရှိပြီဗျာငါနဲ့တွေ့တယ်ပြောတဲ့စကားကတခွန်းနဲ့သူ့သားဆိုရိပ်ပါလေဆိုပြီးတော့မင်းမျက်ရည်လေးတဝဲဝဲနဲ့ကိုပြောတာမင်းအဲ့ဒါဘလောက်ဆိုးရတဲ့စိတ် အဲ့လောက်တော့ဆို အဲ့ဒါသူ့သားကသူ့နှောက်ချက်တာလုံးဝမဟုတ်တော့ဘူးအဲ့အဲ့တော့ရှေ့မယ်လေဝိမု ക്ത ရကြောင်းကရှေ့ရခံထားတယ်သင်္ခါရတရားတွေရဲ့မမြဲခြင်းကိုသိပြီးတော့ရသောဝိမု ക്ത တဲ့ဝိမု ക്ത ရကြောင်းကလောကသင်္ခါရတရားတွေရဲ့မမြဲခြင်းကိုသိပြီးရလဲဝိမု ക്ത ဝိမု ക്ത ရကြောင်းဝိမု ക്ത ကဘုန်းကြီးဘယ်အနေထားလောက်မှလွတ်လွတ်မြောက်မြောက်ရ ဝိမု ക്ത ဉာဏ်ရတဲ့အခါပေါ့အရှင်းဆုံးကတော့ တန်ညာရတဲ့ခါပဲ ဟမ် ဆရာတော်ဝိမု ക്ത နဲ့ဝိမု ക്തി နဲ့ပါကွာ ဝိမု ക്തി ဆိုတာလွတ်မြောက်ခြင်းပေါ့ဝိမု ക്ത ဆိုတာဟိုကတရားတစ်ခုကိုရည်ရွယ်တာဟိုကဉာဏ်ကိုရည်ရွယ်တာ ဝိမု ക്തി က ဉာဏ်ကိုရည်ရွယ်ဝိမု ക്ത ဆိုတာအဲ့ဉာဏ်ကနေရလာတဲ့အကျိုးပေါ့ညာအပြင်ဝိမု ക്തി ကသင်္ခါရဝိမု ക്ത တို့နိဗ္ဗာန်တို့အဲ့ဒါတွေကိုရည်ယူတယ်ဒီကောင်တော့အပိညာကိုရည်ယူရရတဲ့အကျိုး ဝိမု ക്തി ကအတိညာကိုရည်စူးတာ မဟုတ်ဝိမု ക്തി ကနိဗ္ဗာန် ဝိမု ക്ത တခုတည်းပြောရင်နိဗ္ဗာန်ကိုရည်ယူတာပေါ့ဝိမု ക്ത ဓာတ်ဆိုတာကအဲ့ဒီဝိမု ക്തി ကိုသိပြီးတော့ရတဲ့အကျိုးကိုဝိမု ക്ത ဉာဏ်ရဲ့အကျိုးဟိုကတရားဝိမု ക്തി ဆိုတာတရားဝိမု ക്തി ကိုသိလိုက်တဲ့အခါရတာကဝိမု ക്ത ဟော အဲ့လိုမျိုး ဝိမု နဲ့တုံညာတနဲ့ပေါင်းက ရှုပ်ကုန်ပါ နောက်ကတပါလို့ ကဝိမု ക്തി ဆိုတာလွတ်မြောက်တဲ့တရားနိဗ္ဗာန်မြင်နိဗ္ဗာန်ပေါ့ကိလေသာမြင်ကိလေသာလွတ်မြောက်တဲ့တရားတစ်ခုကိုပါလို့ဝိမု ക്തി အဲ့ဝိမု ക്തി သိတာကိုဝိမု ക്ത ဉာဏ်အဲ့ဒီကနေရတဲ့အကျိုးကိုဝိမု ക്ത ဓာတ်လို့ခေါ်အဲ့ဒီကနေလွတ်မြောက်မှု
ပြတော့ကြားဖို့တော့ဒီဝိမု ക്തി ဆိုတာပုဂ္ဂိုလ်မဟုတ်ဘူးလေဓမ္မတသက် အေးဓမ္မ ဝိမု ക്ത ကဝိမု ക്ത ပုဂ္ဂိုလ် ဝိမုဒ္ဒပုဂ္ဂိုလ် မအတိညာဉ်ကိုဆိုလိုခြင်းတဲ့သ ဒီ ဘော ဘု မှာ ရားကျတော့ခံစားတာပြောတော့ ကိုရဘူးလား ပုဂ္ဂိုလ်ကတရားပါတယ်ဟိုကဓမ္မ တရားကိုရတယ်လို့နေတော့တာ နေတော့တာ ဟောဝိ သ မု ဘော ဒ္ ပေါက် ဓ တာတော့ပုဂ္ဂလနဲ့ဓမ္မနဲ့အဲ့လိုပဲသဘောပေါက် ကိုရ တာ တဲ့တရား မှန်တယ် ဟိုကဘုံတိုင်းတရားကြီး ဟော ဝိမုဒ္ဒကဘုံတိုင်းတရားဒါကိုရတဲ့တရား ပုဂ္ဂလ ဝိမု ക്ത စိုက်သွားတဲ့ဟာကိုဝိမု ക്തി ပုဂ္ဂိုလ်လို့ခေါ်တာ အဲ့လိုပြန်နာမည်ပြန်ပေးရတပတ်ပြန်ပဲ အဲ့လိုပေးလိုက်မှအဲ့လိုပြောမှရှင်းမှာ ဝိမုဒ္ဒရတဲ့ပုဂ္ဂိုလ်ကိုဝိမုဒ္ဒပုဂ္ဂိုလ်ဝိမုဒ္ဒပုဂ္ဂိုလ်လို့ခေါ်ရတယ် ဝိမု ക്തി စိုက်သွားတဲ့ပုဂ္ဂိုလ်ဝိမု ക്ത ပုဂ္ဂိုလ်ကနေခေါ်မယ်ဆိုဝိမု ക്ത ပုဂ္ဂိုလ် ငါတစ်ချက်လောက်နှုတ်ကြည့်တာလူတစ်ပါးဗဇတ်ကြောင့်စိတ်မဆင်းရဲမဟာတစ်ချက်လောက်နှုတ်လိုက်မင်းတို့စိတ်ဆင်းရဲခြင်းဘယ်လောက်နှုတ်တုံဒီဘဝ ကုန်းလောက်သွားပြီလားမသိဘူးလို့ လူတစ်ပါးဗဇတ် ကုန်ပြီ နှုတ်လိုက်ရင်တော်တော်လေးကိုကုံသွားပြီ တော့ကုန် ဒီမှာ လို့တော့လူတစ်ပါးရဲ့အပြုမှုပြောဆိုနေထိုင်ရောက်စိတ်နောက်ချက်ထပ်နှုတ်ရော ဟော အကုန်ကိုကုန်တော့ မကုံသေးနဲ့ကြံဖြီအောင် လူတစ်ပါးအတွေးကြံကြောင့်စိတ်နောက်ချက်ထပ်နှုတ်ငါအထင်မြင်လွဲနာဆိုပြီးရုပ်နေအောင်ပဲမပြောလဲမပြောဘဲနဲ့အမားလဲမလုပ်ဘဲစိတ်ညစ်နေဦးမှာ ပြောဝယ်မရှိတော့ဘူး သစ္စာနာဝရကငါအမားမပြောလို့ငါစိတ်နောက်ချက်မရှိဘူးဟုတ်ပြီအမားလည်းမလုပ်လို့စိတ်နောက်ချက်မရှိဘူးဒါပေမဲ့ဒီကောင်ငါအမြင်လွဲနာဆိုပြီးတော့ရစိတ်နောက်ချက်မဖြစ်နိုင်ဘူးလားဒီကောင်ငါအထင်သေးနာဆိုပြီးတော့လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကာယအမားလည်းမဟုတ်ဘူးဝစီမှာမနှောတဲ့သူအတူကြီးကြောင့်မို့လာပြီးစိတ်ဆင်းရဲခြင်းလည်းကြုံနိုင်တယ်အဲကြောင့်အပြောတစ်ချက်နှုတ်ရင်ကိုလူတွေကတော်တော်ချမ်းသာပါပြီသုံးချက်တည်းကတစ်ချက်နှုတ်နိုင်အဲ့လိုတော့သူကဝိမု ക്ത 60ရှိတယ်လေသူတစ်ပါးရဲ့ကာယဝစီမနောကိုယ့်ရဲ့ကာယဝစီမနောဆိုပြီး60အော်အဲ့60ဖြတ်ကျော်နိုင်ရင်ဝိမု ക്തി ပုဂ္ဂိုလ်ယဟန္တာဖြစ်ပြီလားအာတော့ကုန်ပြီအဲ့60ရတယ်အဲ့60နဲ့အခုဘယ်နှဆင်းလောက်ဖြတ်နိုင်လောက်ကြအောင် ဖြတ်နိုင်အောင်ပြင်းနေပါလေ ရင်းနေတယ် ပြင်းနေ တစ်ဆင်းလောက်မှမရဘူးလား ရ ဘယ်တစ်ဆင်းရဥဒဘာလာကိုလားသူတစ်ပါးရဲ့ဝစီကိုဖြတ်နိုင်တာလားကာယကိုဖြတ်နိုင်တာလားမနောကိုဖြတ်နိုင်တာလား သူတစ်ပါးကိုလည်းဒီပြော40လောက်ဖြတ်တယ် 40လား ကိုလည်း40လောက်ဖြတ်တယ် ဟောဒီမြန်40ကို40ကန်လုံးမလို့သူတစ်ပါးကန်လုံးမကိုကန်လုံးမကို40ဒီလောက်ဖြတ်နိုင်တယ်အဲ့ဒါဆိုရင်တော့တော်တော်ချိန်နေမဆိုးဘူးခေမင်းနဲ့တော်မနာဘယ်လောက်ဖြတ်နိုင်မှန်းကြည့်ပါတိကျမဟုတ်ဘူး ဒီစိတ်မောတော့ နည်းနည်း 80ရတော့ကျန်တယ်ခွန်း80ရတယ်ကွာ 80ရတယ်ရတယ် 80ရ80လောက်ပဲနည်းနည်းကျန် သူကပါလေဗဇက်နဲ့20လောက်ပြန်မယ် 80လောက်ပဲကျန် ကာယနဲ့ အားနဲ့တော့ မနှောနဲ့တော့ မနှောနဲ့တော့ ဟော3ခုပေါင်း20လောက်ပဲပြန်ကိုရောအဲ့တယ်မလား ဥပဒေတိုင်းမှာပဲနော် အဲ့ဒါကိုမှတ်တာမယ်တို့ရဲ့ပန်းတိုင်း မှန် တို့ပန်းတိုင်းကဖလတမပတ်တဲ့မြင့်လေနိရောဓတမပတ်တဲ့ မြင် မြင့်နိရောဓတမပတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်ကဝိမု ക്തി ရတယ်လားမချမ်းသာနိရောဓ9ရုပ်ဝင်စားရင်ချမ်းသာတယ်ကြီးတယ်ထင်းနေတာဝိမု ക്ത ပုဂ္ဂိုလ်တော့မချမ်းသာဘူးနိရောဓတမပတ်က ထိန်းသီးထုတ်သီးတွေနဲ့တွားလို့ ဘယ်ရမဆိုထိန်းချုပ်နေရတော့သူချမ်းသာမှုမပြတ်အောင်ဘာလုပ်နေရ
ထိန်းချုပ်နေရတယ် ဟိုကသူ့ချမ်းသာမှုကပြည့်ရိုးထုံးတာမရှိတော့ထိန်းနေရတယ်မရှိတော့သူ့ချမ်းသာမှုကပြည့်မှာမပြည့် မုတ်တဲ့တက်ကဝန်တော့ဝန်ဖို့မပါတော့ဘာဝန်တော့ဝန်ဖို့ပါ ဖလလည်းဝင်ပါတယ်ပြီဘောဓပါတယ်နိရောဓသမပတ်လည်းဝင်ပါတယ်ပြီဘောဓပါတယ်ကောင်းကင်ပြန်နာအစဝင်ပါတယ်ပြီဘောဓပါတယ်ဝိမု ക്ത မှာမပါဘူးဝင်ပြီအားကြောင့်မို့ဝိမု ക്ത တရအောင်လိုက်ရလားယုတ်တိယအာသောကုံသွားရင်တော့အဲ့ဝိမု ക്ത ကသဘောပေါက်ခြင်းမှာပေါက်သေးရတယ်ကဘာသူကလူကြီးရဘလောက်ခက်တုံးဆိုလို့ ဟုတ်နောက်ပိုင်းတော့နည်းအဆုံးမတော့နဲလာပါပြီဘုန်းကြီး သူကလွယ်လွယ်လေးပါပဲသူကဒီမဲ့ကိုရင်လေးတစ်ပါးကခွက်ကလေးယူလာတယ်ဝမ်းဆိုကြာကွယ်ကြာတာမြင်လိုက်တယ်ကွဲသွားတာမြင်လိုက်တယ်ပြီးသွားပြီသူစိတ်တွေကကြာတာလည်းမြင်လိုက်တယ်ကွဲတာလည်းမြင်လိုက်တယ်ပြီးသွားပြီဘာမှမရှိတော့ဟာစူးအောင်မဲ့ဟာကောက်ပဲဒါပဲတိတာထဲမပို့ဘူးကွာလောကကြီးကိုတိတာထဲမပို့တော့ဘူးဆဲတယ်လို့တိလိုက်တယ်တိတာထဲမပို့ဘူးကဲကွာချီကျူးတယ်တိတာထဲမပို့ဘူးချီကျူးတယ်လို့တိလိုက်တယ်အဲ့နောက်မရှုပ်ဘူး အဲ့ရောက်ဖို့ဘိုင်းသေးကင်ထားတဲ့တလုံးရှိရလား သိတယ်သင်္ခါရတွေမမြဲခြင်းကိုကြိုက်တာ ဩအဲ့ဒီချက်တယ် ဘယ်ရာမှလက်စုပ်လက်ကိုင်ဒီကိုယ့်ရဲ့ကံသုံးပါရောသူ့တော်ရဲ့ကံသုံးပါရောတသက်မှတ်ထဲဖြစ်ခြင်းနဲ့အလိုမရှိဘူး ကိုကြီးပါလေလုံနေနေသူကပြီးရုံနဲ့ဘာမှမပြောဘူး ညံပြောနေမပြောနေအဲ့လောကီကိစ္စအဲ့မဆိုင်ဘူးသူပြောနေလဲပါဖြစ်မှာ ပြောမှာပဲ ပြောမှာအဲ့ဒါလောကီအလုံငန်းကင်ကံရောက်သွားကိုယ်စိတ်ထဲမှာဘာမှမဖြစ်တာဘူးကိုယ်စိတ်ထဲမဖြစ်တာဘာလို့လဲကိုရှိအန်ရရှိတာတခုလို့လေပြောပြမှာပဲလေဒါပေမဲ့စိတ်ထဲမှာလာထိလို့ပြောတာမဟုတ်ဘူးလောကလည်းနေတာဝတ္တရားရှိတယ်ကိုယ်လေးတခုခုဒုက္ခရောက်နေတယ်မင်းတို့မပြောဘဲနေတာလားသိတာပဲကွာဆိုပြီးတော့မရဘူးလေအဲလောကနဲ့ဓမ္မနဲ့သူကသိတယ်ဒါစိတ်နှောက်ရွှဲမရှိဘူးဝတ္တရားတိုင်းလုံးစရာရှိရလဲလုံးတယ်ပြောတယ်ကြတာမန်လူလိုပဲနေတိုင်းမပြောင်းဘူးအသိဉာဏ်ပြောင်းတယ် လူခံထားတော့သုံးတဲ့ဘော ဥမာပေါ့ ကျိုးတယ် စန်ကငါ့ကိုထင်လွဲပိုင်ခွင့်မရှိဘူးလား ရှိတယ် သူစိတ်နဲ့အဲ့ဒါကိုငါကဘာမလုံးနဲ့ လွယ်တယ် ငါလာပြီးထင်မလွဲနဲ့တဲ့လောမနာကလည်းငါအထင်လွဲပိုင်ခွင့်ရှိတယ်သူစိတ်နဲ့အဲ့ဒါကိုငါလာပြီးတော့အထင်မလွဲနဲ့အထင်မသေးနဲ့ဗျသူစိတ်နဲ့သူထင်သေးပိုင်ခွင့်လည်းရှိတယ်လေအဲ့ဒါကိုငါလာပြီးတော့အထင်မသေးနဲ့လူများစိတ်ကိုဘုံပြောမယ်စိတ်ကောင်းနေကြည့်တယ်ကိုယ့်ကိုပေးစေခြင်းလားပေါ့ကိုယ်တိုင်းတော့စိတ်ကောင်းကြည့်တယ်မထွက်နိုင်မနဲ့လူများနေရတော့ဘာကြီးလဲလူကြီး ကောင်းကြည့် စိတ်ကောင်းကြည့်တယ်ကိုယ်တိုင်းဝစီကောင်းကြည့်တယ်ထွက်နိုင်တယ်လား ထွက်နိုင် ဒါပေမဲ့လူများနေရဘာလေးကြားခြင်းလဲ ကောင်းပြီ ကိုယ်တိုင်းကောင်းဆုံးနေနိုင်လို့လားဒါပေမဲ့လူများနေရလူချင်းတာပါလို့ အကောင် လောဘဥပွေးကိုလည်းမလုံနိုင်ဘူးလူများနေရစွတ်တောင်းတယ်ငါလောဘဥပွေးလို့ခေါ်တာကိုယ်စိတ်ကရောဘယ်လောက်တန်ရှင်းတာတွေထွက်နေလို့လို့လူများစိတ်ကြီးတအားတန်ရှင်းရအောင်ကတန်ရှင်းတာကြိုက်ရအောင်အဲ့တော့အဲ့မှာသူကအနိစ္စနဲ့နေစ္စဆိုတာမြဲမြံစေခြင်းတဲ့ကောင်းသောတရားတွေကိုမြဲမြံစေခြင်းလားအလိုလောဘဆိုတာကောင်းတဲ့တရားတွေခိုင်ခန့်စေခြင်းလားမြဲမြံစေခြင်းလားကဲမင်းတို့ပတ်စံလေးရှိတယ်ဆိုလို့ရှိရင်ပတ်စံကုန်သွားတဲ့ဒီကိုမရောက်ချင်ဘူးဘယ်ရာနေဖုံးလေးရှိတယ်ဆိုရင်မပြည့်စေချင်ဘူးလက်မခံဘူးလေမမြဲခြင်းကိုလက်မခံဘူးလေဖုံးကအသစ်ဝယ်လိုက်ကြတဲ့ဟောင်းမှပြက်မှာလို့ကြိုပြီးတော့သိထားနေတာပါကွာနောက်ပြီးတော့မှပြက်သွားမှသိခင်းရဲနေတယ်သူကပြက်မျိုးလက်မခံရသေးဘူး ပြက်မျိုးလို့သိပြီးရင်သူကပြက်သွားတယ်စိတ်ဆင်း စိတ်ဆင်းရဲတရားမရှိဘူးအစတွေကပြက်မှလို့သိထားတာအဲ့လိုသင်္ခါရတရားတွေရဲ့မမြဲခြင်းကိုသိတာအ
အဲ့မှာဝိမု ക്ത ဓာတ်ကိုရစီတဲ့မြဲတည်ခြင်းတဲ့အလိုကဝိမု ക്ത ဓာတ်ကိုပြည့်စည်သည်သူတစ်ပါးကိုနှစ်ပါးဆုံးပေါ့အဲ့ဒါကအတွင်းပိုင်းမှာကိုမြင်ရမယ်တရားမြင်လောကအနေအဲ့တော့အဲ့လိုမဟုတ်ဘူးမကောင်းတာဖဲကောင်းတာနေသူများရောကိုရောတက်နိုင်တယ်ဗျအကောင်းဆုံးကြိုးစားနေရတာလောကနေရဒါတရားမြင်အတွင်းမြင်တော့ကြအိုးကလွဲနေဦးမယ်တိကမြသူလို့ဟုတ်မယ်အစ်ပင်ဘွားချော်ကြရတယ်ကြည်နေဦးမယ်သူလက်တော့ပါဘူးနော်ဆလီလက်တော့ အပြည့်ပြန်ချလိုက်လှုပ်ထားတယ်လှုပ်ထားတယ်လွယ်လေးပါပဲကွာသိရင်အကုန်ပြစ်ထားခဲ့ရမှာရဲ့ဆိုတဲ့အတိလေးနဲ့ဒါနေမယ်ဆိုရင်တော့ဘယ်ရအမှစွဲလန်းတန်းတာနေမှာမဟုတ်ပါဘူးအကောင်းဆုံးပဲနေသွားမှာပါတတ်နိုင်တယ်ဗျကြိုးစားပြီးတော့သိခြင်းတရားကိုမေ့လျော့ခြင်းကြောင့်လောဘဒေါသတဏမာနအတ္တတွေကြီးရတယ်မမြဲခြင်းတရားကိုမေ့လျော့နေအလုံးစုံအစဉ်ပြေတာမရှိပါဘူးဖယားရှင်နေတဲ့ကြောင်းတော်မှာမိမနဲ့အိတ်တဲ့ကိုလိုပေါ်လာလို့အဲ့ဒါကိုဘယ်လောက်ထိကောင်းချင်တာလဲတို့အကြောင်းကမပေါ်သေးပါဘူးမိမနဲ့အိတ်တာမရှိသေးပါဘူးအကြောင်းစထောက်ကြရဲ့အဲ့ဒါမြန်ဘသူကဘယ်လောက်ကြီးမြန်ဆိုးဝါးနေမှာမဟုတ်တော့တို့အကြောင်းကိုကြည်တာတအားလုံလုံကျုံကျုံဆိုးဝါးနေတဲ့ယဟန်တပါငါလက်ညှိုးထိုးပြတာမှာသီးမခံနိုင်တော့အောင်ဆိုးတဲ့ယဟန်ရှိပါဘူးဗျာအဲ့လိုဆိုအဲ့ဒီကြားတဲ့ကပတ်ဝန်းကျင်ကြောင့်စိတ်ညစ်တာသူတို့ပြမဟုတ်ဒီတဲ့ကောင်းတဲ့ပတ်ဝန်းကျင်ကတို့ကဘယ်ချိန်မှန်းရမှာမဟုတ်တော့မရ ဒီကြောင်းနေတော့ဘယ်ရမှမရဘူးအဲ့လိုဆိုရင်ဒီပတ်ဝန်းကျင်ကိုမင်းတို့ကရန်လုတ်ပြီးမကျေနပ်ဘူးဆိုရင်ဒီတဲ့ပတ်ကောင်းတဲ့ပတ်ဝန်းကျင်ငါရှာပြမရှိဘူးရန်ကုန်သွားရှာမလားအမေရိကန်သွားရှာမလားမင်းတို့အင်္ဂလန်သွားရှာမလားမတူသေးပါဘူးဗျာဒီကြောင်းတော့ကောင်းအတော်သုံးမဟုတ်ပြီမဲ့လို့ရန်ရှာတဲ့အဆင့်တော့ဘယ်သူမှမရှိပါဘူးမရှိဘူးသူများကိုဒါအကြီးသူစိတ်နဲ့သူမနိုင်လို့ဖြစ်တာပဲရှိတယ်ကိုဟာနဲ့ကိုမနိုင်လို့ဖြစ်တယ်လက်ခံပေးလိုက်ပတ်ဝန်းကျင်ကိုရန်မလုံးနဲ့အခုကတသိရှိကိုမနိုင်ရင်မနိုင်ဘူးလို့မသိဘူးဗျာဘေးလွှဲချဘေးလွှဲချတယ်ပုထုသူကျင့်နေအပြောက်တော့အဲ့တရားသမားနီးလန်းနဲ့မကိုက်ကြည့်ဘူးအမှန်တရားသမားဆိုတာဂုံဘုံနဲ့လေမကြီးဘူးမကနိုင်ဘူးအဲ့လိုတရုတ်ဘုန်းကြီးတွေနဲ့သွားနေမယ်တို့ဘုန်းကြီးတွေလည်းပိုးဆင်ပြေမှာမဟုတ်လားပြေဘူးမဂျပန်ဘုန်းကြီးတွေကကလေးတွေနဲ့တော့ပိုးဆိုးလိမ့်မယ်မှန်ကလေးလာဘုန်းကြီးအဲ့လိုဆိုထိုင်းဘုန်းကြီးရောဆင်မပြေပြန်ဘယ်ဘုန်းကြီးမှဆင်မပြေဘူးရဲ့အဲ့လိုဆိုတို့ဗုဒ္ဓဘာသာတို့မြန်မာနိုင်ငံနေဒီပြင်ကြောင်းပြောင်းလို့ရောဒီတဲ့ပူကောင်းမှာပို့လားဒီကြောင်းတော့ကတော့ရှာလို့တော့တွေ့မှာမထင်ပါဘူးပြီးတော့မြင်တော့အဲ့လိုဆိုရင်ကြံတာကိုအပြစ်ကိုမနိုင်တဲ့ပြစ်ပေါ့ကိုရဲ့ကိုစိတ်ကိုမနိုင်တဲ့ပြစ်ကိုစိတ်ကိုမနိုင်ခြင်းဉာဏ်ကြီးနေပါခြင်းနိုင်နေညင်းမယ်ဉာဏ်ကြီးကဘာကြောင့်နေကိုစိတ်ကိုမနိုင်တဲ့အကြောင်းရင်းကဉာဏ်ကြီးနေလို့ပဲလေဉာဏ်မြင့်နိုင်တော့ဘူးဉာဏ်ကြီးကတခါလေမှတ်သားထားတာလေးရရှိပြန်တော့လဲခဏခဏအသုံးမပြုဘူးလေဒါကဝယ်ပြီးတော့တိမ့်ထားတော့တန်ကြီးတွေတက်တန်ကြီးတက်တော့တန်ကြီးတက်မသုံးတော့မစွမ်းတော့မသုံးပြတော့ဘူးမေ့သွားတယ်တို့ငယ်တုန်းကရုပ်ခက်တဲ့စာတွေကိုမေ့ရင်ပြန်မှတစ်ခေါက်မှမနှွေးတော့အခုလည်းတိထားတဲ့အတိလေးကပြန်မနှွေးတော့တန်ကြီးတက်သွားအဲ့တော့အန်ဒီရလာတဲ့ခါသူကထွက်လာတယ်လားအဲ့ဒီလေးကမထွက်ဘူးအတိကမကာနိုင်တာမဟုတ်ဘူးမသုံးလို့အတိကကာနိုင်တယ်ဒီရတော့ကာနိုင်တယ်ပေါ့အဲ့ဒီအတိကမင်းတို့တိထားတဲ့အတိကြီးကကာနိုင်တယ်မသုံးတာအလုံးမချ
ဓာကမပြတ်တာမဟုတ်ဘူးမခုတ်တာမသုံးမိတာခုလည်းအသိဉာဏ်တွေကတို့မကနိုင်တာမဟုတ်ကနိုင်တယ်မသုံးမိတာသုံးနေကြအတိုင်းသွားပြီးတော့သုံးတာဘာလို့ဆိုတို့ယဟန်နေမှာတရားရပြီးတဲ့ယဟန်နေမှာဓာနှစ်လက်ရှိတယ်သူဆိုတစ်လက်ကအကုန်လုံးကိုဖျက်ဆီးတည်တတ်တယ်ကိလေသာကိုဖျက်ဆီးတည်တတ်တာတစ်ဖက်ကကိလေသာကိုထူထောင်စေတတ်တဲ့ဓာဆိုပြီးနှစ်လက်ရှိတယ်ဘယ်ဓာကိုအသုံးများဖြစ်တုံးဆိုတာစဉ်းစားရမှာထူထောင်တာလေတော့အရင်တုန်းကလူဘွားတုန်းကသိထားတဲ့အတိတော်တော်များများကိလေသာကိုထူထောင်တဲ့ဓာတွေတရားသိပြီးတဲ့နောက်သိလာတဲ့သိလေကိလေသာဖျက်ဆီးတဲ့ဓာအဲ့ဒီနှစ်ခုကိုတို့ကအရင်အကျင့်ကြီးကဝင်ပြီးတော့ဗာဖြစ်တာပါလာပြီးတော့အရင်သုံးနေကြအတိုင်းပြတ်တဲ့ဓာကြီးထားတာ သုံးတယ်အရင်စင်းနေကြကိလေသာထူထောင်မဲ့ဓာတော့သုံးသူထမဲ့ဓာကြီးကိုင်းတာသူမထမဲ့ဓာဘကိုင်းဘူးတို့မိုးရသည်မြက်ပေါက်တယ်လို့ပဲရှင်းလို့ကိုမနိုင်ဘူးလေမိုးကကြွားလဲရှေ့ရရှင်းလိုက်နောက်ကပေါက်လိုက်အားကြောင့်မို့ဒီရင်းကျက်တဲ့စိတ်ကြီးမွေးရမယ်ကိုချမ်းသာဖို့ကိုစင်ပြေဖို့ဘယ်သူမှရံမလို့ကဘူးကိုချမ်းသာဖို့ကိုစင်ပြေဖို့တော့ဘယ်သူမှရံမလို့ကကိုချမ်းသာဖို့ကိုသိဉာဏ်နဲ့ကိုရအောင်ယူရံလို့ပြီးမယူနဲ့မရဘူးကိုချမ်းသာဖို့ရံလို့ပြီးယူတာကဓမြတိုက်စားတာနဲ့တူတယ်ဆန်လို့တော့ဆင်ပြေပါလားပြီးတော့ရောဓမြတိုက်ရတော့လေအေးစစ်စစ်နေရတာလေသူများရန်လို့ပြီးတော့အစင်ပြေတော့ရောမင်းတို့တကယ်များသိချမ်းသာလို့လားရန်လို့ရထားတာကြီးอ่ะချမ်းသာပါဘူးသူများရန်လို့ရတာဘိုးရုပ်ကွယ်ရှုဆိုကဲဆိုကြတော့ကိုလုံနေကြလုံတခုတောင်းယူနေကြလုံကလေးတခုရှိရဆိုကြတော့ယဟန်တပါးကဝင်ပြီးတော့ပါနေတော့မင်းအားကုန်ဆဲလွတ်တာသူနောက်မပါတော့ဘူးအဲ့ဒါမင်းဒီကောခုမှအေးသွားတော့ကွာဆိုပြီးတကယ်စိတ်ချသလားချတယ်မင်းဆဲမှုကြီးဘာနဲ့ကမှာအမှုရပါမကလို့မရဟုတ်ပြီ तू ကတော့မင်းဆဲလွတ်လိုက်လို့နောက်မလာတော့ဘူးကြံတန်ခက်ထန်လွတ်လိုက်လို့နောက်ပြည့်တယ်လားဒါပေမဲ့မင်းဆဲမှုကြီးကိုမင်းဘာနဲ့ကမှာဟာကမရဟိုလူကတော့ဆဲလိုက်လို့မလာတော့ဘူးပြန်တော့ကြောအဲ့ဒါဓမြတိုက်စားတာနဲ့တူတယ်လို့ကိုစင်ပြေဖို့ကြီးတပားသူကိုကြံတန်ခက်ထန်ဆိုဆက်ဆံပြီးတော့ယူလိုက်တဲ့ပစ္စည်းနဲ့တူတယ်ရိုက်နှက်ပြီးမှသူများပစ္စည်းယူသွားတာပစ္စည်းလေးရလာတော့ဝမ်းသာတလားလို့နဲ့ရဲဖန်းခံမှပြန်ကြောက်ရတာပဲလေဒါကြောင့်ဟိုဘူးဒီကွယ်ဒီတော့တက်လိုက်ရတော့စိတ်ချမ်းသာတယ်မုံလို့ဆိုပြီးတော့စိတ်ချမ်းသာတယ်လို့ထင်ရတာတကယ်ရောက်တော့လက်သားချီမှာဘလောက်ပြန်ကြောက်ရမယ်ထင်တော့အဖန်းခံမှာဘလောက်ပြန်ကြောက်ရမယ်ထင်တော့ငါတက်ခဲ့ပြီဆိုပြီးတော့ဘလောက်နောင်တရမယ်ထင်တော့နောင်တန်တရားရောဘလောက်ဆိုးလိမ့်မယ်ထင်တော့ကဲသူကတက်လိုက်ရလို့မုံတဲ့လူတက်လိုက်ရလို့စိတ်ချမ်းသာတာရဲ့နောင်တရတာရဲ့ဘယ်ဟာများမလို့နောင်တများမှာချမ်းသာတာကတခဏလေးချမ်းသာကြအောင်ပြပြီးနောက်ကတဘွားလုံးဘာကြီးလိုက်တာနောင်တစိတ်ကြီးတာကြီးလိုက်တာအဲ့ကောင်ငါတက်ပြီးပြီကွာလို့တဘွားလုံးပြောသလားတက်ပြီးပြီဆိုပြီးနောင်တရတာပဲရှိတာပဲအတန်တရားဘေးကကြောက်ရအောင်မှာဂုံတိတ်ခါကကြာအောင်မှာအချုပ်တန်းထောင်တန်းကလည်းကြောက်ရအောင်မှာပြန်လက်သားချိန်မှာလည်းစိုးရအောင်မှာနောင်တကြီးတပွေးတစ်ပိုက်နဲ့ရှင်သန်းမှာဒါပေမဲ့တက်လိုက်လို့စိတ်ချမ်းသာလိုက်ရတယ်လို့လူတွေကပါဖြစ်တယ်မင်းမှမတက်ရရင်ငါစိတ်ကိုမချမ်းသာဘူးတဲ့အဲ့လိုမိစ္ဆာဓာတ်တွေသုံးတာလေဒီကောင်ငါဒီလိုပြောမှရမယ်ဆိုတာအဲ့ဒါနဲ့လာသံတူတယ်ဒီလိုမပြောလို့ကိုမရဘူးအဲ့ဒါကနေတော့မိုက်တဲ့လူကအသိဉာဏ်နှိမ်ပါခြင်းကြောင့်အဲ့လိုစဉ်းစားတာအသိဉာဏ်ရှိတဲ့လူတွေဘယ်တော့မှလို့မစဉ်းစားဘူးအမြင်ချင်းပေါ့ကွာလောကဓမ္မအမြင်ကျင်းတဲ့လူတွေအသိကိုတွားသုံးတာအဲ့လိုဆိုမင်းတို့ကအမြင်ကျဲတာမရှိဘူးလားရှိတော့ရှိတယ်ရှိတာကိုမသုံးမဲနဲ့ကျင်းတာလေးပြန်ပြန်ကိုင်းတာအမြင်ကျဲတဲ့ဟာကိုရှိထားပြီအဲ့ဒါကြီးကိုခောက်သိမ်းဘာကြီးပဲထုတ်သုံးပြတယ်ဟိုကောင်အလေးချင်းကများပြီဒီကောင်သိမကျင့်ရတယ်အမြင်ကျဲတာသုံးတဲ့အကျင့်ဘာနဲ့ဆက်ပြောတော့ဝိမု ക്ത နဲ့ဆက်ပြောတာမုဒ္ဒ
တခဏတာကြုံတွေ့ရတာလေးကိုဘာလို့မှာတော့ကွာငါတို့တော့မှ4-5နှစ်အထိမဖြတ်နိုင်ဘူးဘာလို့ဆိုအချောဆုံးလှဆုံးလူဘဝမိမယူမယ်လို့သတ်မှတ်ထားတယ်ကိုယ်စိတ်တချောတာလှတာလည်းရှားမရဘူးအဲ့မှာမလေးရှားကိုရောက်သွားတော့အဲ့ဒီကားတဲ့ဒီမှန်လေးကအကြည့်လေးနဲ့အဲ့ဒီအမျိုးသမီးတယောက်ကကားမောင်းလိုက်သွားတာနောက်ကနေကွာအဲ့ကောင်မလေးလိုက်နေ14သီး15သီးလောက်ရှိတယ်အဲ့ဒီတော့ငါကဒီဖယ်ရီကားပေါ်ပေါ့အလုတ်ကဖယ်ရီကားပေါ်တို့မီးပွိုင်မိတော့အဲ့ဒီအမျိုးသမီးကိုတန်းပြီးမြင်ရတာမင်းဘယ်ကောင်မလေးမှမကြည့်တတ်ဘူးဗျာဒီပြန်ရောက်ဒီ9နှစ်တည်မင်းဘယ်ကြီးသားရှာလို့ရှာမှန်းကိုမသိဘူးပြီးရော တခဏတွေ့ရတာလေးနဲ့ငါစိတ်ဆင်းရဲနေ9နှစ်လောက်ကြာတယ်မင်းဘယ်ကောင်မလေးကအထာပေးလို့မှမတုတ်ပြန်ဘူးဗျာစိတ်ထဲမှာသူတော့ကမလာတော့ဘူးထင်တယ်သူ့လောက်လာတာမတွေ့လိုက်အခုလဲတို့ကတခဏသာတွေ့တာလေးတွေနဲ့ဘယ်လောက်ခံစားပြီးနေမှာတော့သူပြောလိုက်တာ4-5မိနစ်ပေါ့မြင်လိုက်တဲ့ຢာက3-4-5မိနစ်ပေါ့မင်းတို့အမှားမြင်လိုက်တဲ့ຢာကဘယ်နှစ်မိနစ်ရှိမှာ4-50မိနစ်ပေါ့တပားသူအမှားလုံးမြင်အမှားပြောမြင်အဲ့မိနစ်ပိုင်းလေးတွင်ကို9မိနစ်10မိနစ်မြင်ပြီးသားကြားပြီးမြင်ပြီးတပားသူမှားလို့တာ9မိနစ်10မိနစ်မြင်ပြီးရင်ဘလောက်လောက်စိတ်ဆင်းရဲမယ်လို့သတ်မှတ်ထားတယ်ဂျာကြီးမြင်တာ9မိနစ်10မိနစ်မတန်ဘူးနော်ပြီးတော့အဓိကကအဲ့သင်္ခါရတရားတွေမမြဲခြင်းကိုမမေ့လျော်မှတပားသူရောကိုယ်ရောအဲ့ဆိုလို့ရှိရင်တပားသူကပြုမှုပြောဆိုတဲ့အမှားယွင်းတွေကကိုယ်စိတ်ကိုမထိဘူးမင်းတို့သူမြတ်လူတက်တာဆိုရင်မင်းတို့မုန်းနေဆိုကြတော့ဘယ်သူမှတက်တာမကြိုက်တို့ဖုန်းကြီးဆိုတော့မှားရှင်တက်တာတော့မကြိုက်တာကွာလူတက်တာဆိုဝေးအဲ့လိုဆိုရင်သူမြတ်တက်တဲ့လူကိုမင်းတို့ကထင်မြင်သေးမယ်မုန်းမယ်ဆိုလို့ရှိရင်ဂျူးလူမျိုးတွေတက်တဲ့ဟာဟစ်တလာကြီးဘယ်လောက်တက်သွားတော့6တန်းတက်သွားတာမင်းမုန်းတယ်လားဟစ်တလာကိုတော်တော်လေးမုန်းပါဘူးမမုန်းပါဘူးကွာအမေ6တန်းတက်တာမသိလို့ဘုံနဲ့မသိလို့ပြီးတော့တော့ပြီးသွားတာပဲအဲ့ဒီတမိုင်းကလည်းဗာလို့ပြီးသွားတာခုလာမဲ့တမိုင်းကလည်းပြီးဦးမှာပဲငါပြီးမှာနိဗ္ဗာန်မဟုတ်ဘူးရဲ့နိုင်ငံရေးရမင်းအမြဲခိုင်နေမှာဟုတ်ရောက်လဲနေတာပါလောကကြီးပြီးတော့မှချိန်တာတနည်းနည်းနဲ့တော့ပြီးမှနိဗ္ဗာန်တစ်ခုပဲတည်တာလေကျန်တာဘာတည်နိုင်မှာမို့တော့အုံနဲ့မပြောက်ဖွားနဲ့ပြောက်လိမ့်မယ်တနည်းမဟုတ်တနည်းဘာနဲ့လဲဒါမသိတာကိုစင်ပြေသွားလိမ့်မယ်ပေါ့အခုကဲအစ္စရေးကိုဟိုကဒုံးကြီးနဲ့ထုလိုက်တာလေတခါတည်း2000-3000လောက်တင်သွားဘူးလားအိုးမဲ့အိမ်မဲ့တွေရောလူတွေရောဒုက္ခအများကြီးရတယ်ဟုတ်ပဲပြစ်တဲ့လူမင်းတို့တအားမုန်းလိုက်တယ်လားသိကိုမသိတယ်ရပြီးတော့မသိလိုက်မမုန်းပါဘူးကွာမင်းတို့အဲ့လောက်ကြီးအဲ့လိုဆိုရင်ဘလောက်တိလူတွေတန်းချီတက်တဲ့လူတွေတောင်မမုန်းသေးတာဘာလို့ဒီလူရဲ့စကားလေးတစ်ခုကိုမုန်းရတာတော့တွေ့တာမှုမရှိဘူးပါဗျာဒါပဲတွေ့တာမှုကညီမှုရှိခြင်းမရှိခြင်းပေါ်မှာပဲမူတည်တာပါဒီပတ်ဝန်းကျင်ရဲ့အမှားလုပ်ခြင်းမလုပ်ခြင်းနဲ့မဆိုင်ပါဘူးတို့ထင်တာသူကတတိတော်ကိုဘာပြောလို့အမှားလုပ်လို့ကြည့်တယ်မင်းတို့ကပြောတာမင်းတို့အမှားလုပ်လို့မဟုတ်ဘူးမင်းတို့ဥပါဒ်ရှိလို့ခံရတာသူယဟန်လို့သင်သားရမယ်လေလူဆိုရင်တော့လူလိုသင်သားပေါ့ကွာသူများအမှားလုပ်လို့သိခင်းရမယ်ဆိုရင်တို့ကဘယ်နှကဘာတိသိခင်းရမှာမို့လို့သင်ချင်တဲ့တော့ကဖြစ်လို့အဲ့လိုဆိုရင်သူများအမှားလုပ်တာတွေအကုန်ပြောက်မှအမှားပြောတာတွေအကုန်ပြောက်မှမင်းတို့ကတော့ပတ်ဝန်းကျင်အဲ့ဒါတွေအကုန်ပြောက်မှသိချမ်းသာမယ်ဆိုရင်တို့ဘယ်လောက်လောက်စောင့်ရမယ်ပြီပါအဲ့ပေါ်လက်မနေတော့တဲ့မျောလက်နဲ့စောင့်နေတော့စောင့်နေတော့မရတော့ဘူးဒါမဖြစ်နိုင်တဲ့ဥစ္စာမဖြစ်နိုင်တာကြီးဘာလို့တတ်နေတာလဲအဲ့လိုဆိုလို့ရှိရင်
ငါတို့ကပတ်ဝန်းကျင်အမှားလို့အမှားပြောလို့ငါတို့စိတ်ရှုပ်နေရတာပြဿနာတက်နေရတာတော့မဟုတ်ဘူးငါတို့ဥပါဒမကင်းသေးတာအစွဲမကင်းသေးတာတဏှာတန်ရောစဉ်မကင်းသေးတာချစ်ချင်းမုန်းချင်းတွေမကင်းအဲ့ဒါကင်းတဲ့တပြိုင်တည်းပတ်ဝန်းကျင်ဘယ်လောက်မှားလို့မင်းဘာမှဖြစ်ဒီနိုင်ငံရေးမတည်မငြိမ်လို့သိညရမယ်ဆိုရင်ကွာအဲ့အစ္စရေးဆိုနှစ်ရာရှိရာစုနှစ်ရှိနေပြီသူတို့စစ်ဖြစ်တာနှစ်တရာလောက်ရှိနေပြီတို့ဘယ်နှစ်ရှိပြီတော့ဘယ်လောက်မှဟိုကနှစ်တရာလောက်တောင်ရှိနေပြီအဲ့လူတွေကတခါမှမပြုံးတော့ဘူးလားပြုံးနေကြတဲ့လူတွေမရှိတော့ဘူးလား ရှိရ ရှိပါတယ်ကွာအဲ့ဒီမှာ တဲ့နေရာဖြစ်ပြုံးတဲ့နေရာပြုံးမှာခုလည်းမစမ်း မဲ့တဲ့နေရာမဲ့ပြုံးတဲ့နေရာပြုံးအဲ့လိုဆိုသူတို့ပြုံးတဲ့ချိန်ကနိုင်ရင်ကောင်းလို့လားမကောင်းเลยပါဖြစ်နေစစ်တိုက်ရင်တောင်မှပြုံးတဲ့တစ်သားတွေရှိပါသေးတယ်ကွာရီတဲ့တစ်သားတွေအဲ့ရတော့ကိုချမ်းသာဖို့အရေးပတ်ဝန်းကျင်တိတ်ချက်အကုန်ကောင်းဖို့ဆိုတာမဖြစ်နိုင်ဘူးအလုံးဝမှတ်ထားမယ်ချက်ကိုချမ်းသာခြင်းလို့ရှိရင်ကိုယ့်ရဲ့ချစ်ချင်းမုန်းခြင်းကင်းအောင်မဲ့ပါလို့တော့ကျူတာဆွဲဥပါဒံကင်းအောင်ပဲကျူတာဘယ်သူမှရမရှာနဲ့ဘုံကြီးဆိုတာကတတ္တဝါတွေရန်ရှာတဲ့အမျိုးလားကဲရတဲ့အမျိုးလား ကဲရတယ် မေတ္တာထားရတဲ့အမျိုးအကုန်လုံးတတ်နိုင်မှာဒီဒုက္ခရောက်ရင်ကဲနိုင်တယ်လို့တော့ပါပြီမှာကဲမယ်မေတ္တာထားနိုင်တယ်လို့ထားမယ်ဘုံကြီးဆိုတာဘယ်သူ့ကိုမုန်းနေဆိုတာမရှိရဘူးဗျအဲ့ဒါယဟန်လို့ခေါ်တယ်အမုန်းမရှိပဲဖြတ်တန်းတာပုဂ္ဂလချစ်မုန်းမရှိပဲဖြတ်တန်းနိုင်မှာအာမဝိမု ക്ത တရမှာလွယ်လွယ်လေးပါပဲမင်းတို့ချစ်ချင်းမုန်းချင်းရှိမရှိသိလို့ရှိရင်အပါလေးတဲ့မင်းတို့သိတာလေးတွေတဘာတွေအာရုံပြုလိုက်စိတ်ထဲပေါ်လာရင်နည်းနည်းခုသွားမှာမင်းမုန်းနေလို့စိတ်ထဲလေးနည်းနည်းပေါ်လာတဲ့သဘောလေးသိခုတာမရှိဘူးတာမန်သဘောထားတဲ့ပုဂ္ဂိုလ်ပေါ့နည်းနည်းလေးအာရုံပြုလိုက်အဲ့ရဟန်းတစ်ပါးပေါ်လာမယ်နည်းနည်းသဘောကျတယ်မင်းချစ်ထားလို့အပါလေးတွေကိုတလဲဒီအာရုံပြုကြည့်လိုက်နည်းနည်းလေးစိတ်ထဲခုနေတော့မင်းအဲ့ရဟန်းကိုပါဖြစ်နေ မုန်းနေ မုန်းနေလို့နည်းနည်းလေးစိတ်မှာပျော်ရွှင်မှုပေးရင်အဲ့ရဟန်းကိုမင်းပါဖြစ်နေ ချစ်လို့ နှစ်တက်နေလို့ချစ်နေလို့ပေါ်တော့ပေါ်တယ်ပုံမှန်ပဲခံစားချက်တိတ်မရှိဘူးဆိုတာမှန်ပဲသဘောထားလို့ချစ်ချင်းလည်းမရှိ မုန်းရင်လည်းမရှိ မုန်းရင်လည်းမရှိသဘောထားလို့အပါလေးတဲ့အာယုံပြုရင်ချစ်မုန်းအဲ့လိုလို့လည်းရှိသလားကိုသိတဲ့မိဘတွေတာသမီတွေညီကောင်မောင်နှမတွေပါဝင်ပြောင်းတော့ပြောင်းမှာ ဟောမှာပါ အားကြောင့်မို့ဒီတန်ခါစီလုံးကြီးတာနာကြီးနဲ့လည်းတက်ဆိုင်ကိုယ့်ရဲ့ဓမ္မကြီးနဲ့လည်းတက်ဆိုင်လောကရှင်ပြည်ကြီးနဲ့လည်းတက်ဆိုင်တဲ့အကြောင်းကတစ်ခုကဘာအမြန်တုတ်တင်ရမလို့ဆိုမိမိကောင်းစားဖို့အရေးစိတ်ချမ်းသာကိုချမ်းသာဖို့အရေးရောဘဒုမှအပြစ်မတင်ဖို့မိမိကောင်းစားလို့ဆိုတာကာမဂုဏ်ကြီးတဲ့ဘဝမဟုတ်စိတ်ချမ်းသာကိုချမ်းသာကိုလို့ဓမ္မဘဒုမှအပြစ်မတင်တတ်တဲ့အချိန်မင်းတို့ဒီဘဝနေရတာပျော်တဲ့အချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏှာကြီးတာတာမန်ချစ်ချင်းမုန်းချင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့တသက်စာနဲ့ညီမျှတဏှာကြီးတန်ညှိရှိမှုခေါ်တယ်လေဖေရလေခြုံပုတ်သေးကိုတဲ့9 ရက် 9 လီဇံဝင်လာပါတဲ့လက်စားလေးပါတိတဲ့မက်တစ်ချက်ရဲ့လက်ဖြစ်တတွက်စာအချိန်မြလောက်တန်ကြီးမရှိဘူးတဲ့9 ရက် 9 လီစိတ်ငြိမ်တာတောင်မက်တစ်ချက်ရဲ့တန်ကြီးမမိဘူးတဲ့အဲ့လိုတည်းကကိုကိုအားကိုပေါ့ကိုဆင်ပြေခြင်းဘယ်လိုအားကို ကိုကွာကွာကို ကိုအားကိုပေါ့ဘယ်လိုမှအားကိုတို့ဒီရွယ်ရောက်ပါပြီအားကိုးရတယ်မလို့ပါဘူးကိုတိညကိုအားကိုးမှာပေါ့
ရင်းကျက်ခြင်းမရင်းကျက်ခြင်းကဘာလို့တော့လူတွေရဲ့အမှားတွေကိုခွင့်လွတ်နိုင်ရင်ခွင့်မလွတ်နိုင်ရင်နဲ့တိုင်းတာလားရင်းကျက်မရင်းကျက်ကအတက်နဲ့တိုင်းတာမဟုတ်ဘူးဝါနဲ့တိုင်းတာမဟုတ်ဘူးညရင်းကျက်တဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်ကိုမေးလူတွေရဲ့အမှားတွေကိုဘယ်လောက်ခွင့်လွတ်နိုင်ပြီလို့ကိုနဲ့တော့မဆိုင်ဘူးမဆိုင်လည်းခွင့်မလွတ်ဘူးလေလူတွေကဆိုင်နလားတော့လေမဆိုင်ဘူးခွင့်လွတ်လားတော့လေခွင့်မလွတ်ဘူးဗလာကြီးတည်ထားတဲ့ကိလေသာတွေရှိရည်မွေးတော့လည်းတူမွေးလာတာလည်းမဟုတ်ဘူးတည်တော့တူတရားမှလည်းဟုတ်တယ်မဟုတ်ဘူးဒါလည်းခွင့်လွတ်တယ်ခွင့်မလွတ်ဘူးရှုပ်တယ်ရင်းကျက်တဲ့ပုဂ္ဂိုလ်တွေကအတူတစ်ပါးရဲ့အမှားတွေကိုဖွင့်လွတ်နိုင်တယ်တဲ့အများနဲ့အစဉ်ပြေအောင်နေနိုင်တယ်တဲ့တပါးတဲ့နေတတ်တယ်တဲ့တပါးတဲ့နေတတ်ခြင်းအများနဲ့အစဉ်ပြေအောင်နေတတ်ခြင်းအပြောနဲ့နားထောင်မှုကိုမျှတစွာသုံးနိုင်ခြင်းတဲ့စကားပြောတာနဲ့နားထောင်တာကိုပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါဘာလုပ်နိုင်လဲမျှတစွာအသုံးပြုနိုင်ခြင်းတဲ့လူတွေရဲ့အမှားတွေကိုခွင့်လွတ်နိုင်ခြင်းတဲ့တစ်ချက်ကြံပြီးငါးချက်မေ့နေလို့တော့ပွင့်လင်းလာခြင်းနဲ့စကားပြောတဲ့အခါထိန်ဝတ်တာတွေတိတ်ပြီးတော့မထားတော့ဘူးလေရင့်ကျက်တဲ့လူတွေကစကားပြောရင်ပွင့်ပွင့်လင်းလင်းရှိတာလေပုံဘုံမလုပ်တော့ဘူးလေစကားပြောပွင့်လင်းမှုနေလာပုချိလာတဲ့တပါးတဲ့နေတတ်တဲ့အများနဲ့အစဉ်ပြေအောင်နေတတ်လာတဲ့အများရဲ့အမှားတွေကိုဖွင့်လို့နားလည်မှုတွေပေးလာနိုင်တဲ့ဒီကံစိတ်ရှိခြင်းတွေမြင်လာတဲ့ရေးရတဲ့ပုဂ္ဂိုလ်တွေရဲ့လက္ခဏာတွေကိုနဲ့ဘယ်လိုချက်လောက်ကြိုက်တယ်တိုက်ကြည့်တော်ကြိုက်တယ်ရင်းကျက်တဲ့လူတွေအဲ့တိုင်းဖြစ်သွားစကားပြောတဲ့ကိုကြီးပြောရမှာနည်းနည်းလေးမမနဲ့နှစ်ခါမှလုပ်ပြကြဒီမခံနိုင်ဘူးဟုတ်တပါးနဲ့နေတော့မတည့်ဘူးသုံးလေးပါးနေတော့ရံပြည့်တပါးနဲ့နေတော့တယောက်တည်းမတည့်ဘူးလေကိုတွင်းနဲ့ကိုမတည့်ကိုကန်တုံးမနဲ့ကိုမတည့်စိတ်တည်းမကြဘူးအများနဲ့နေတော့ကိုရင်တည့်လာတော့ချပြီညင်ကျတဲ့လက္ခဏာတွေကကိုပိုင်နေကိုလည်းရံပြည့်သူများပိုင်နေလည်းရံပြည့်ရတယ်ပြည့်နေတယ်လောကဟောကြဟိုနေ့တော့မပြောမိပါဘူးငါတို့ဥဝလေးရတာပဲအကျေချက်လိုက်တာရတာကဒီငါးပါးကူစဉ်းစားတာလေးရနေရတယ်ရုံလေးတစ်ကောင်မြေကြီးပေါ်မှာနေတယ်အဲ့မှာဝိမုဒ္ဒငါရတဲ့ဟာလေးရခုံတယ်မြေကြီးပေါ်မှာပြန်ရတယ်2000ခုံရင်2000ကြာမယ်ပြီးရင်ပဲပြန်ကြမှာမြေကြီးပေါ်9000ခုံတိုင်းလေ9000အချိန်ကြာမယ်ပြီးရင်မြေကြီးပေါ်မြေကြီးကလွတ်အောင်လို့ရုံလေးကခုံတိုင်းရိုးထုံးတာမရှိဘူးသူတစ်ပါးကံတုံးရက်နေတဲ့တရားကိုချုပ်ငိမ့်နေတဲ့တရားမိမိပဂတိစိတ်ပေါ့ချုပ်ငိမ့်နေတဲ့တရားကိုငါမြေကြီးလို့သဘောထားလိုက်တာသူတစ်ပါးသင်္ခါရကိုယ်သင်္ခါရတွေကိုယုံလို့သဘောထားလိုက်တယ်ခုံတဲ့အချိန်ပေါ်မှာခုံလမ်းမှာကွာစိတ်ကြိုက်မြေကြီးပေါ်ကမကြသေးဘူးခုံနေမှာဗျာသူလည်းရရမှာငါလည်းဘာလို့မှာရငါခုံတာရဲ့ကံသုံးပါးကလည်းရရမှာသူခုံတဲ့ကံသုံးပါးလည်းအဲ့ဒီရရမှာပါအကြာကြီးဘယ်သူမှမနေနိုင်ပါဘူးကဲတော့ကငါတို့ထင်မြင်လွဲပြီးတော့အတွေးတွေမှားတယ်9နာရီတွေးရမှာကွာတွေးနိုင်မှာအောင်ဖျားရမယ်တွေးနိုင်မှာစက်တိုက်ကြီးမလုံးနဲ့လုံးနိုင်ပါဘူး9နိုင်ပဲမတွေးနိုင်ပါဘူး9နိုင်လောက်တော့ရက်တွေးနေဟောက်ပဲလှုပ်ပြတ်သွားပြီကာမဂုဏ်စိတ်ကရောမင်းတို့ဘယ်လောက်ခုံမှာမို့လို့မခုံနေမောင်းခဏပဲပြီးပြန်ကြတာပဲ
သားသမီးလွမ်းတဲ့စိတ်သတိရတဲ့စိတ်တွေကလည်းဘလောက်ခုံလို့ပြန်ကြတာပဲမယ်ကြာအိမ်မခုံနဲ့အဲ့ဒါတွေကိုငါတို့ကမကြအောင်ဆွဲထားကြတယ်မရဘူးသင်္ခါရတော့ပြောက်မှာ 9 မိနစ်ပြည့်အောင်ဆို လေ့ကျင့်အားကောင်းတော့တစ်ထောင်လောက်ခုံနိုင်တဲ့ဘုန်းကြီးအခုကတော့တမိုက်ကိုတော့ခုံနေ ကြာအိမ်မခုံနိုင်ပါဘူး ကြာခုံနိုင်ဘူး 9 မိနစ်10မိနစ်ကြာတယ်နဲ့ နားလိုက်တွေးလိုက်သွားတက်တက်တာဖြစ် အမှားအကြာကြီးဇက်တိုက်ကျူးလွန်နိုင်တဲ့လူသားလောကမှာမရှိဘူးရှိပါဦးဘယ်သူကမြအမှား10နိုင်ဇက်တိုက်လုံနိုင်လို့ငါ ဘူး ပြောပြ လို့လုံနိုင် မှား10နိုင်ဇက်တိုက်လုံနိုင်တဲ့လူသားမရှိဘူးဒီဝဒကအဆိုးဆုံးမို့လား စိုးစိုးပါ မ ဗျာ င်းတို့ဘယ်နှခါမုန်းလို့ဒီဝဒကို ဟုတ်ပါဘူးဗျာ အဲ့လိုသူဒီထဲမှာဒီဝဒလောက်ဆိုးတာမပါဘူး ဒီတက်ကတပီတော့လာမပြောပါဘူးဗျာ ဒီဝရတောင်ရှီမွန်ကတရားထုတ်ခြင်းသေးတယ်ရဲ့ တန်တတိလောက်ဆိုးတာလည်းမရှိပါဘူးကွာတိုက်သမားပြောင်းဆန်လို့ လက်တလာကြောင်း ခုနကပြောတခုဂျူးလူမျိုးသားဟစ်တလာလောက်ဆိုးတာလည်း ရှိပါဘူး မရှိပါဘူးကွာအဲ့ဒီလူတွေတောင်တို့မမုန်းသေးတာအဲ့လိုဆိုရင်လူတိုင်းဟာဒီလူသဘောပဲမှားတခါမှန်တယ်လက်မှားတခါမှန်တယ်လက်ဒီလူနဲ့သွားကြတာပဲဘာခွင့်မလွတ်နိုင်တရားရှိမှာကိုလဲတူလဲဒီလူသူလဲဒီအဲ့ဒီကြားထဲမှာဘာကညှိတာတော့ဆိုဥပါဒံအစွဲအတ္တဒိဋ္ဌိတွေကဝင်းခန့်နေလို့တရားကတော့ရှင်းရှင်းလေးဒီကူတော့အစားကြီးတာကွာမင်းသားခိုင်းကြည့်တယ်မှာ2နာရီလောက်မင်းမစားနိုင်ပါဘူးအကောင့်ဘယ်လောက်ကြိုက်နေ ကောင်းမလို့ကြာရင်နိုင်ပြည့်အောင်စားနေ2နိုင်ပြီနော် မီးနဲ့20တောင်မလွယ်ပါဘူး အဲ့ဒါလောကကြီးမှာမိမိကိုရောတပားသူရောအပြစ်တင်ရမယ်ဟာကြည့်တော့အဲ့လိုသူမင်းစိတ်ကဘယ်လောက်လွတ်လပ်သွားမလဲနေလိုက်တာမင်းကောင်းငင်လွင့်နေတဲ့တိုင်းတောင်နေလေအောင်မယ်စိတ်မြင်ဟိုအားမှာကောင်းငင်ပြန်တဲ့လူကမှမင်းစွတ်ဒီတမာတိဒီအာယုန်နဲ့တခုထူထောင်ပြီးတော့မှစွတ်ပြန်ရတာမဟုတ်ဘူးမင်းကမင်းမြေကြီးပေါ်တွေကိုလွင့်နေမင်းဟိုကကောင်းငင်ပေါ်ကလူကမင်းလောက်မလွင့်ဘူးကြီးပေါ်ပါလိုက်စိတ်ပေါ်ပါချက်ကတော့ဟိုတချင်းတရားလို့တော့ဖြစ်သွားလေပေါ်မှာလွင့်နေတဲ့ငါလေးနဲ့တော့ဖြစ်သွားလိမ့်မယ်မင်းပေါ့ပါလွတ်လက်နေမှာမင်းအဲ့တရားတွေရည်အဲ့ဒါကသူတရားရဲ့အဆုံးပန်းတယ်အဲ့ဒါပြီးရင်လောက်ကြမရှိတော့ဘူးဒီဘဝတခုပဲကြီးကိုရစ်ကိုတာလောက်ကြမရှိသူမြန်းကူဖို့ပဲလောက်တော့အဲ့ဒါပြီးရင်ကိုရစ်ကိုတာမရှိတော့ပါသူမြန်းကူတဲ့လောက်တွေ လောက်တော့ လိုက်လောက်ရုံပဲကြံတော့တာဒီကြားထဲကတော့သူမြန်းမနှောက်ရှက်ကိုကြည်လာကွာတအားကြီးမကူရင်နေဘူးမနှောက်ရှက်ကိုဘာလုပ်လိုက်တော့ ဒီနဲ့ပါ ဒီနဲ့ဒီမဲ့တအားကြီးမကူရင်နေပါဘူး ထိန်ထားမှာပါလေ မနှောက်ရှက်ရင်ကိုဘေးကစိတ်ချမ်းသာတယ်ဗျ ချမ်းသာပါတယ် ကူမကူကတပား ကိုမကူရွာပြောနေနေမလို့ရှိရင်သိချမ်းသာပါတယ် အားကြောင့်မိမိရဲ့ကံသုံးပါးကတတ်နိုင်နေမြတ်သူ့မြန်းကိုအနှောက်အယှက်မဖြစ်စေနဲ့ဒါဆိုရင်အပြစ်ကင်းပြီကောင်းတာတွေအများကြီးမလုပ်ရင်တော့မှ လို့ရင်တော့ ဒီကြားတဲ့တစ်ခါတရံလဲမှားလို့ရပါသေးတယ်ကြီးကြီးကျယ်ကျယ်တော့မဟုတ်ဘူးခဏခဏမမားနဲ့ ဥမာဘုန်းကြီးရဲ့ဒီဒွါရတစ်ခုကိုပေါ့ဒီချိုရင်းသွားတယ်ဆိုလို့ရှိရင်ဘုန်းကြီးကဘယ်လိုသဘောထား နိဗ္ဗာန်ရောက်ပါလို့သဘောထားအဲ့တွာလာတဲ့ခု ကိုလေအဲ့လိုဟိုဒီမသိခင်ပေါ့ဗျာရှေ့ရနေမှာခန်းလာခဲ့တဲ့အတိတစ်ခုကဘယ်လိုအတိခံတာ နိဗ္ဗာန်ဆိုတာကသင်္ခါရတရားယုတ်တရားနံတရားတွေရဲ့ချုပ်ငင်းခြင်းမျက်လုံးကန်းသွားရင်သက္ခုဝိညာဉ်နိဗ္ဗာန်ရောက်သွားပြီလို့သဘောထားမယ်နာကန်းသွားတဲ့ချိန်ကြာတိစိတ်နိဗ္ဗာန်ရောက်သွားပြီအနုပါဒနိဗ္ဗာန်ဆန်သွားပြီလို့သဘောထားမယ်အောက်ပိုင်းတည်သွားလို့ရှိရင်ကိုယ်တချမ်းအနုပါဒနိဗ္ဗာန်ဆန်သွားပြီလို့သဘောထားမယ်နိဗ္ဗာန်ရောက်သွားပြီလို့သဘောထားမယ်ဒုက္ခရောက်သွားတယ်လို့သဘောမထားမင်းတို့ကနိဗ္ဗာန်ရောက်မှာကြောက်နေလို့ပါနိဗ္ဗာန်လိုချင်ပြီးတော့ ဘုလို့ကျွန်တော်ကဘုန်းကြီးပြောတဲ့ဟာတွေကိုတပည့်တော်ကတပည့်တော်ဆိုရင်ကနားလေးတယ်ဗျနော်မကြောက်ဘူးနော်ဒါပေမဲ့ဘုန်းကြီးပြောမဲ့စကားတွေကိုတပည့်တော်ကဂျာကန်အနေနဲ့သူ့ကိုသုံးချပြီးတပည့်တော်သွားမှာဘူးမဘုန်းကြီးပြောမဲ့တရားတွေမှာငါသိတရားတွေရှိသေးတယ်
ငါမြင်တရားတွေရှိသေးတယ်ဆိုတဲ့အဲ့အစွဲကြောင့်မို့တို့က ကြံရှုပ် အဲ့ဒါကိုမခံနိုင်တာ လည်းမခံနိုင်ဘူးတခုသူ့ပေါ်မှာဆွဲလန်းတာတခုခုကြံနေသေး ဓမ္ လို့ မဓမ္မ မကြံတော့ရင်ဘာပြဿနာမှမရှိ တကယ်တမ်း तू ကဂျာကန်ပစ္စည်းတစ်ခုပဲတကယ်တမ်းဖုန်းကြီးပြောလိုက်တယ်ဒီတစ်ချက်တာမင်းသိလိုက်သိပြီးရင်မင်းကဘလို့ပဲထားတာမင်းအဲ့နာကိုကန်ကွာအဲ့ဆိုရင်ပြောတော့ပြဿနာမရှိတော့ဘူးလေဒီကောင်ကပြောတော့ဂျာအကန်နေတယ်အတုံးချခြင်းသေးတယ်အဲ့အတုံးချခြင်းနဲ့တစ်ခုခံဝန်ခံတယ် ဟာလောကီနဲ့လည်းဖြေလိုက်ဓမ္မနဲ့ဆိုရင်တော့နိဗ္ဗာန်ရောက်သွားပြီကွာလောကီနဲ့ဆိုရင်ဒီကိုမွေးရပါမျက်မမြင်နေကွာတို့နှစ်ပေါင်းအများကြီးမြင်ထားတာကြည်နက်လိုက်ကွာ ဒီမှာ ယောက်ျားဆိုတဲ့အစင်းတန်တန်လည်းသိပြီမိန်းမဆိုတဲ့အစင်းတန်တန်လည်းသိပြီဖြူတယ်မဲတယ်လည်းသိပြီဘလို့ဟာတွေတို့အစိမ့်ဟွာဖြူနီးပြလည်းသိနေပြီတဘူကဘလို့ပုံသိတယ်ဖုံးကဘလို့ပုံသိတယ်တီဝီကဘလို့ပုံသိတယ်မွေးရပါအကန်တယောက်ဘလို့နေမလို့ ဘာလဲဘူး ကောင်းငင်ကဘာရောင်ကြီးတို့ ဒီပါဗျာ နေကဘာရောင်တို့လက်ကဘာရောင်တို့အဲ့လိုဆိုမင်းတို့နှစ်340မြင်ထားရတဲ့ဟာနဲ့စာရင်ဘသူကဆိုးတို့ သူတို့ကဆို ဟာဒီလောက်မြင်ရကြည်နဲ့ပေါ့ကွာလောဘတအားမကြည့်တော့နဲ့အဲ့တော့လောကအနေနဲ့ဆိုရင်လည်းကြည်နဲ့တရားကောင်းနေပြီနှစ်340လောက်မြင်ရလို့အခုလဲအေးတာပဲမျက်လုံးနဲ့ပတ်သက်ပြီးနိဗ္ဗာန်ရောက်သွားပြီငြိမ်းသွားပြီလုံးရလုံးရှိတော့ကြည်ဘက်လည်းရပါတယ်ကုတ်ဘက်ရောနှစ်ဖက်တစ်လုံးကစိတ်ကြည်ကြည်နဲ့လက်ခံပြီးလိုက်တာကြည်ဘက်ရောကုတ်ဘက်ရောဆွဲမထားဘူးပျောက်ပြက်သွားတဲ့ဟာကြီးကိုဘာလို့မထားလို့ ဆွဲမထားဘူး ကို့မကြိုက်လို့မှလင့်နောက်လောက်သွားတယ်မိမဘာလို့ဆွဲနေမှာ သူကဒီသွားရမယ်လို့တော့သိတယ်ပေါ့ဗျာငါမပြည့်စုံသေးဘူးငါလိုအပ်ချက်တွေရှိသေးတယ်သူ့ကိုအသုံးချရအောင်မယ်အသုံးချကံပျက်စီးလို့လေသူ့ကိုသဘောပေါက်ထားတယ်ဒီက तू ကဒီတကယ်မိန်းကြတဲ့မိန်းဘွားရင်လည်းဟုတ်မနေဘူးသူကအသိဉာဏ်ကသာလေမိန်းဘွားဆိုတာသိတယ်ဒါပေမဲ့ဒီတယောက်နဲ့တယောက်ဒီဂျားကန်ဆက်သွယ်ရေးမှာဒီနားကိုအတန်နဲ့နားထောင်ပြီးတော့ကသုံးသပ်တာသိရမြင်မှာဆိုရင်မှာ ကြားနေသိပေါ်မှာတက်မှတ်တဲ့တဏှာမကုန်နေလို့ ဓမ္မ အလွယ်ပြောရရင်ကြားနေသိပေါ်မှာတက်မှတ်တဲ့တဏှာမကုန်နေလို့ဒါမခံနိုင်တော့ကြားနေသိပေါ်မှာတက်မှတ်တဲ့တဏှာကုန်သွားရင်ဘာပြဿနာမှမရှိတော့ဘူးတို့တက္ကမတွေလှူလို့ဘောကဖုန်းကြီးကို1000 5000လှူတယ်ပတ်စံ5000ပြောက်သွားတယ်ပြောက်သွားတဲ့ပတ်စံစိတ်သေးရတယ်ဖုန်းကြီးလှူတဲ့5000စိတ်မရှိရဘူး ဓမ္မ 5000ကုန်တာချင်းတူတယ်ဘာကြောင့်လဲ ကြက်လို့ပေါ့ဘုန်းကြီးတို့က ဒီ9000ကိုပြန်ယူခြင်းတဲ့စိတ်လုံးဝမရှိဘူးအလွတ်ကိုပါလို့လိုက်တာလောဘဖွင့်လိုက်တယ်ကိုကလည်း9000ပဲမစွန့်ရသေးဘူးမစွန့်ရသေးတော့သူစိတ်တွေပါဖြစ်နေဆေးရအဲ့လိုကုန်တာပိုသွားလို့လား ဟုတ် မပုံ9000ကုန်တာတူတူပဲလေပျောက်တာနဲ့လှူတာနဲ့ဒါပေမဲ့လှူတာတော့စိတ်မဆေးရပဲနဲ့ပျောက်သွားမှလာစိတ်ဆေးရ သူစိတ်ထဲမှာဒီဘက်က မစွန့်လို့ရတယ် ဆုံးလိုက် ဘုန်းကြီးလှူတဲ့9000တော့လောဘကပါဖြစ်တယ်စွန့်ပြီး လောဘဆုံးတယ် ပျောက်သွားတဲ့9000ကလောဘက ရှိသေး ဆွ တယ် မ်းရတယ် ခုလည်းမြင်တိကြားတိနန္တိကိုအဲ့တိုင်ပဲပေါ့နင်ညာနန္ဒာတိတိကိုလောဘစွန့်ပြီးရင်ပြီးသွားပြီယဟန္တာတွေကပြိဋိဘံပြုဖို့တောင်စောင့်နေတာဘာနှမျိုးနေမှာတော့ကွာသူကဘာအတွက်တောင်စောင့် ပြင်းနေမှပြုတ်ဖို့အချိန်ဆောင် ပြိဋိဘံပြုဖို့အချိန်တောင်မှစားပြီးတော့ ဆောင်တာ စောင့်လာခတ်စောစောလေးနိဗ္ဗာန်ရောက်တော့ခတ်စောစောလေးမျက်လုံးကန်းတော့ခတ်စောစောလေးနိဗ္ဗာန်ချမ်းသာခံရတာပဲနားလေးစောစောကန်းသွားတော့ခတ်စောစောလေးနိဗ္ဗာန်ကြူရထားတာပူကောင်းဘူးလားကွာနားအေးတာပဲသူကအဟုတ်ရလားဗျာဒီတဲ့အေးရတော့ကြည့် အဲ့လိုတော့နည်းနည်းတော့တွန်းမိတယ်လေကြည့်ပါဦးတွန်းမိသေးတာပေါ့ဗျာ ဟုတ်ကိုအေးပါမှာပါဗျာကန်းလို့ကတော့မင်းတို့မကြားရင်လည်းတန်နေအဟုတ်မကြားတော့ပါဘူးဗျာ ဟုတ်ပါရဲ့ ငါအပြစ်ပြောရတယ်ဗါတယ်လုံနေမကြားတော့ပါဘူးဗျာကန်းပြလိုက်အဲ့တော့ကြည်နေမှာမဟုတ်ဘူး ကြည်နဲ့တယ်အဲ့မကြားလေအေးတွေပဲလို့သမ်းတော့လို့ ရောက်တဲ့အချိန်ကိုမိမိရဲ့ဉာဏ်ပညာကဘလို့ချီတီမှာပဲဖြစ်ဖြစ်ကြည်နဲ့အောင်တုံးအရှင်ပြေအောင်တုံးတတ်နိုင်တာကိုပညာရှင်ပြေလို့အရှင်ပြေအောင်တုံးတတ်နိုင်တာ ဟုတ်ပါ မဟုတ်ဘူးဒုက္ခထဲမှာကအရှင်ပြေအောင်မလုပ်နိုင်တုံးတက်ပြီးနေနိုင်တာခင်ဗျားရဲ့အခုတပည့်တော်အကျမ်းမာကြီးမှာမကောင်းတာဘလို့လှုပ်ချမ်းတာတယ်လို့ခံစားလို့ရတာပေါ့ကွာနင့်အောက်ပိုင်းတင်တာလည်းမဟုတ်ချီပြက်တာလည်းမဟုတ်ဘူးတေသွားတာလည်းမဟုတ်ဘူးလက်ပြက်တာလည်းမဟုတ်ဘူးခါနေတဲ့ဆိုတာတွေပုံနေမကောင်းလို့ချမ်းသာတယ်လို့ခံစားလို့ရပါတယ်တို့ရဆိုရတယ်ပုံလို့
ကိုဒုက္ခကိုဘာလို့မြင်တဲ့အကြီးကြီးတွေတွေးနေတာဘုန်းကြီးဒီတောင်တော့ကြော်နေပါတော့မဟုတ်တော့ပါဘူးတပည့်တော်တင်ရနီးပြီးလို့စိတ်ချမ်းသာကိုချမ်းသာနဲ့နေနိုင်မှာတော့တင်ရနဲ့နီးယောဂါကြီးနဲ့နင်ကတရားနာလဲရတယ်တစ္ဆာလေးပါတိရတယ်တကဘာလုံးလူတွေအဲ့လောက်တော့မှနင်ကတန်းတယောက်ထဲတော့မှမကဘူးပါနေတယ်ဖရာတရားတိလဲရတယ်ကြည်နဲ့နဲ့တတ်တိလိုက်လမ်းမောင်းခွန်ဆောင်လူသားတွေထဲမှာဗုဒ္ဓဖရာအစ်နာတာဘယ်နှယောက်မှမရှိဘူးနင်ကနာလိုက်ရတယ်အဲ့တော့ကြည်နဲ့တတ်တိတော့ဒီကနေ့လေယူနေတယ်ဘာလို့ရောက်တော့ဘယ်စင်းနေမှမဆိုးပါလို့အစင်းပြေအောင်သုံးတက်ပြီးတော့နေနိုင်တာကိုပညာအစင်းပြေမှအစင်းပြေတာတော့ကွာတလေးဆန်လေးလည်းရတာပဲဥဒ္ဒါယူကိုမှရတာမဟုတ်မပြေပဲနဲ့ပြေအောင်နေနိုင်မှလူစွမ်းကောင်းမြန်ဆောင်ပြေလို့ပြေတာကဘယ်သူတွေထိရတယ်လိမ့်တယ်နေထိရတယ်1 2တောင်ရတယ်1 2အနာမပေါက်ခင်ကမြို့ကြလို့နာလဲပေါက်ကိုပြရဖို့ပါပြည့်နေကတ်တူနေတော့ဒီဟာတို့ကအဲ့လိုမဟုတ်ဘူးမပြေလဲပြေနေအဲ့ကြောင့်ဘယ်ဟောငါဗျာတားတော်တွေအားတဲ့ခန္ဓာကိုယ်မတမ်းမာရင်တော့ချမ်းသာတော့ကြည့်လေဖယားစိတ်ဘယ်လောက်ချမ်းသာတော့ဖယားဖြစ်ကြတဲ့ကခေါင်းကိုက်လိုက်တာ45နှစ်ခေါင်းကိုက်တာမရက်လိုက်ဘူးပြိဋိဘံပြုပြီးဘဏ္ဍကာစိတ်ရှုပ်သွားလို့တို့ဖယားတက်တည်ပြသွားရှုပ်ဘူးလုံးဝရှုပ်မလားရှင်သာရိပုတ္တလေးနာယောဂဖြစ်ပြသွားလားဘဏ္ဍကာများစိတ်ရှုပ်သွားလို့အဲ့ဒါကြောင့်သူတို့ကကိုယ်တွေတရားကိုပြောတာတကယ်တမ်းပြောရင်သူတို့ဒီကနေ့ဒုက္ခရောက်နေတဲ့ຢာတွေကဟိုကချမ်းသာနေတုံးရှိသေးတယ်တဲ့တရားကလူတွေကဒုက္ခရောက်ရင်နှစ်ဆတိုးရောက်သွားတာဟုတ်တယ်ကဲကိုသားလေးကမတော်တဆဆုံးပြီသားပေါ်ကဲတရားရှိမစိုးရင်ရတော့ပေါ့ကဲလောကခန္ဓာပြီးပါပြီဝင်ပေါ့တာပဲအဲ့လိုမတွေးဘူးလေပြန်ရှင်းချင်းတာတဲ့ရှင်းနေတာတည်သွားပါပြီဆိုဘာလို့ရှင်းတာပြန်ရှင်းတည်ပြီဆိုမှတော့လက်ခရှင်းမှမလားကွာဒါလေးကတော့တည်အောင်မှာပေါ့ဟောကဲငါတာကျွေးမှုနဲ့တဘောအလုံးပြင်မှန်းခဲ့တာကဲသားလည်းခုဝင်ကတော့ဘာဖြစ်သွားမရှိတော့တော့ငါလည်းဝင်တစ်ခုတော့ဘာဖြစ်သွားတော့ပေါ်သွားပြီတန်ဟောင်းနေတစ်ခုရော့သွားပြီအဲ့လိုလေးသဘောထားလိုက်ရောပြီးတာပါပြရော ဒီနေ့ဒီတော့ပြန်မလာတော့ဘူးမိုးပြီးအဲ့ပြန်မလာလို့ငိုရတာအော်ဘာလို့မလာပါဘူးဆိုတော့ဘာလို့လာခြင်းလဲနောက်တစ်ယောက်ရှာမယ်လို့စိတ်မကူးတာလေစိတ်ကူးကမကောင်းတာပြန်မလာတာကြီးပဲမဲ့အဲ့လိုတအားငိုအဲ့မာမယုံတော့လို့စီစိတ်ထားလိုက်စေးစိတ်ထားလိုက်အဲ့လိုငိုပြီးတော့မြေနာတာမရှိပဲနေလားလူတွေကထုံထုံသွားလို့စိတ်ဆင်းရဲတာမဟုတ်ဘူးပြန်လူတင်လို့စိတ်ဆင်းရဲအဲ့လိုချင်တာအဲ့လိုချင်တာထုံထုံလို့တည်နေတာမဟုတ်ပြန်ပြန်လူတင်လို့စိတ်ဆင်းရဲတာပြန်မရတာယူပြန်လူတင်လို့စိတ်ဆင်းရဲတာထုံထုံလို့မဟုတ်ဘူးပတ်စံပြောက်သွားလို့စိတ်ဆင်းရဲတာမဟုတ်ဘူးပြောက်သွားရဲ့ပတ်စံပြန်လူတင်လို့စိတ်ဆင်းရဲတာပုံပြက်သွားတာကိုပုံပြန်မပြက်ချင်တာသင်္ခါရတရားကိုဆန့်ကျင်ခြင်းနဲ့စိတ်တွေကြောင့်စိတ်ဆင်းရဲကုန်တာအကုန်လုံးကမိမဆုံးသွားတယ်ဆုံးလို့သိညစ်တယ်လို့တော့လာမပြောနဲ့ तू ပြန်ရှင်းခြင်းလို့ရှုပ်တယ်စွန့်လို့ခြင်းနဲ့ရယူခြင်းတကယ်ကစွန့်လို့ခြင်းကချမ်းသာတာပဲစွန့်လို့တိုက်ပြောတာပေါ့ကွာစွန့်လို့မတိုက်ရင်တော့ဆေးတော့မှာတိတ်ကတို့ကဖုံးလေးပြောက်ပတ်စံလေး4-5တောင်းပြောက်နေစိတ်ညစ်နေမဲ့သူတိတ်တထမင်းသားတရားမရသေးပါဘူးဗျာနန်းတော်ကြီးစွန့်ပြီးသွားပြီအချောဆုံးမိမကိုစွန့်ပြီးသွားပြီမောင်းမပေါင်း9တောင်းကိုစစ်ဖြစ်သွားပြီတိုင်းပြည်ဘရင်ဖြစ်မာကြီးကိုစွန့်ပြီးသွားပြီတားကိုကလှုပ်သွားတယ်စွန့်ပြီးသွားပြီစကြဝဠာမင်းစည်းသိမ့်လေစွန့်ပြီးသွားတော်တော်စိတ်ညစ်သွားတယ်လားတို့ပတ်စံ2တောင်းပြောက်တာနဲ့ဘယ်ဟာဆိုးတောင်းကြောက်တာကချောင်းလည်းဘက်ကိုရမ်းနေတယ်ဒီကတော့မရရတော့မှာဒါငါအမေဦးမှာဖုံးလေးကြကွဲတာတိတ်ရမင်းနာမင်းရတော်ရစုလာတော့မှအဲ့တော့မခိန်မှုကွာမင်းတို့ဖုံးလေးကွဲတာမင်းရတော်ရဆုံးရတော့မစိုးတော့ပေါ့ရဟုတ်လားဆုံးရတာလားမစိုးတော့ပေါ့
အဲ့တော့သေးသေးလေးလေးကိုအကြီးကြီးမှတ်နေကြတာကိုစွန့်လို့ချင်းပောက်စားလေးကိုအဲ့တော့စွန့်လို့ချင်းသေးသေးလေးဆိုတော့ဘဝပြတ်သွားတာမဟုတ်ပါဘူး အဲ့လိုမရဘူး အခုလိုပြောတဲ့အတိတွေကကိုကအပိုင်ရထားရင်မင်းတို့အတုမဟုတ်ဘူးပေါ့ကွာအခုလိုပြောတော့မှတ်ပြီးတော့ပျောက်မဟုတ်ပဲနဲ့ကိုသိတဲ့မှာအပိုင်ရှိနေရင်ဘလို့ကိုဒုက္ခရောက်မှာ ဘာတကယ်တော့ အပိုင်ရမရရှုံတာအဲ့ အပိုင်ရမရပဲပိုင်ရအောင်ကြိုးစား အပိုင်ရအောင်ကြိုးစားမှာကိုတောင်း သူကဒီဘုရားလောင်းကစွန့်တော့ပုထုဇဉ်ရှိသေးတယ်ဗျာအရိယာမဟုတ်ဘူး ဒီဟာပုထုဇဉ်ရှိသေးတယ် ဟုတ်တယ် သူကငါတို့ခရီးတစ်ခုတက်သွားတယ်ငါမရှိလို့အကြောင်းကပြဿနာမဟုတ်ဘူးမင်းတို့အတ္တမမာတာကြီးကပြဿနာငါမရှိတာပြဿနာမဟုတ်ဘူးကြောင်းမှာအတ္တမမာနာတွေကြံခဲ့တာကပြဿနာတက်စီတာဖုံကြီးရှိမရှိနဲ့မဆိုင်ဘူးဒါလို့ဖုံကြီးမရှိရင်ချဲရတော့မှဘိုးလူကြတော့မှလေ